88ရေခင်းကြီးဖြစ်ပြီးတော့အကုန်လုံးကျောင်းနေပိတ်တယ်ဘုရားကျောင်းလေးတွေတောင်မှတော်ကြာမှပြန်ဖွင့်တယ်နောက်အထက်တန်းနဲ့တက္ကသိုလ်ကြတော့လုံးဝပိတ်ထားလိုက်တာဒါမှကျောင်းလာပိတ်တယ်ဖွင့်လာတာအရက်ဆိုင်နေဟုတ်လားဘီယာမျိုးစုံအဲ့ကြတော့မှကျွန်တော်လည်းတောက်ခုတာကျွန်တော်ဟိုတင်းဘီယာတို့ဘာလို့ပေါ့လေဟိုတန်ဘူးဘီယာတွေပါလေကျွန်တော်အဲ့တော့မှတွေ့ဘူးတာပထမစားခါကျဖောက်တော့မဖောက်အောင်ဖုံဖိနေဖြစ်လို့လန့်သွားတယ်ဟုတ်လားအဲ့လိုအဲ့ရဲစခန်းရဲ့အနှိခမ်းရဲ့အဲ့ဒါတည်းကလေးတွေကအဲ့ဒီမှာပြောနေကြတော့ကျွန်တော်စိတ်ထဲမှာစာပေသဘောတရားစာပေဝေဖန်ရေးနေကနေကျွန်တော်ပြန်ပြီးကဲ့ရဲ့လားအောင်သိရမင်းကလေးတွေဒီလိုဖြစ်နေတဲ့အချိန်ကမှမင်းကဒီစာပေသဘောတရားတွေပေါက်တက်ကြရတယ်ဘာဒီလျှောက်လုံးနေလို့ကလေးတွေအတွက်မင်းမလုပ်တော့ဘူးလားဆိုတော့ကျွန်တော်အဲ့ဒီမှာမျိုးစစ်တွေတိုးတက်ရဖို့ဆိုကျွန်တော်ရေးတာဘာကြောင့်လဲလို့ဆိုတော့ကျွန်တော်တိုင်းပြည်ကဘယ်နဲ့ပဲဖြစ်နေလဲဆိုတော့လူဘဝမှာအရေးကြီးဆုံးကနှစ်ချက်ပဲရှိတယ်လို့ကျွန်တော်တွေ့တယ်ဒါကျွန်တော်လည်းမကပါဘူးပညာရှင်တွေလည်းတော်တော်ပြောကြပါအဲ့ဒီတိုင်းပဲပြောကြတယ်အဲ့ဒီနှစ်ချက်ကဘာလဲဆိုတော့ကျမ်းမာရေးနဲ့ပညာရေးပဲပရမသမွေချင်းကလေးတယောက်မွေးလိုက်တယ်ဆိုတော့တုံချီလေးမွေးလာလို့ရှိရင်ဆွမ်းအနာမကြလေးမွေးလာလို့ရှိရင်အဲ့ဒီကလေးကမကျမ်းပါဘူးမကျမ်းပါပဲနဲ့ဘယ်နဲ့လို့တိုးတက်နိုင်လဲအဲ့တော့သူကျမ်းမာလားကျမ်းမာမှာဝေးပြီးတဲ့အခါကျတော့မှသူ့အသက်ကိုစောင့်ရှောက်တတ်အောင်သူ့အသက်ကိုရှည်အောင်လုပ်တတ်အောင်အဲ့ဒီဥစ္စာကိုဘုရားဆောက်ပထမပညာပေးရတယ်ဆိုအမေရပေးရတယ်ဟဲ့ကောင်လည်းမကြီးသီးတွေသိမစားနဲ့ဝေးလျှော့တတ်တယ်ဇီးသီးတွေသိမစားနဲ့ချောင်းဆိုးတတ်တယ်မေရပညာပေးရတယ်အဲ့ပညာပေးတော့မှသူ့အသက်ကိုသူရှည်အောင်မွေးနိုင်တာအဲ့တော့လူ့ဘဝမှာအရေးကြီးဆုံးကကျမ်းမာရေးနဲ့ပညာရေးအဲ့ဒါဟာတစ်သက်လုံးမှာကျွန်တော်တို့ဘဝမှာအရေးကြီးဆုံးပဲအဲ့တော့မိသားစုတစ်ခုရှိတယ်မိသားစုတစ်ခုမှာမိသားစုတွေမှာမအေးဖေဖြစ်တဲ့သူကတာရမီကျမ်းမာရေးအတွက်ကိုထမင်းတက်လို့လျှော့စားပြီးအဲ့ကျမ်းမာအောင်လုပ်ရတာတာပညာသင်မို့လို့အတွက်ကိုဖေးကလုံကြီးဝင်းလျှော့ဝေ့ပြီးတော့တာကိုပညာပေးရတယ်အဲ့ဒီကျမ်းမာရေးနဲ့ပညာရေးကိုဂရုစိုက်တဲ့မိသားစုကြီးမကြခင်ကြီးပွားတော့မယ်ဆိုတာဆွေစဉ်မျိုးဆက်တိုးတက်တော့မယ်ဆိုမှတ်သားထားပြီးတော့အဲ့ဒီတိုင်းပဲအစိုးရဘွဲ့တစ်ခုမှလည်းပဲကျမ်းမာရေးကိုဘယ်လောက်ကြီးစိုက်လဲပညာရေးကိုဘယ်လောက်ကြီးစိုက်လဲဒါကြည့်ရတာအဲ့ဒါကိုဂရုမစိုက်ဘူးဆိုလို့ရှိရင်သွားရောအဲ့ဒီအစိုးရညံ့လို့ပဲတိုင်းပြည်မချစ်ဘူးဒါပဲကျွန်တော်ကအဲ့လိုတွေ့လာတယ်အဲ့တော့အခုတော့ပြင်ဆေးရုံမှာငွေမလာရင်ငွေမပိုင်အဖေမလာနဲ့ဆိုတာဖြစ်ဘယ်နေရာသွားတော့အဲ့တော့ပိုက်ဆံရှိအောင်လုပ်ကြမလုပ်လို့ရှိရင်မကျမ်းမာရေးအစားဒုက္ခရောက်မယ်လားအောက်မေ့ထားပြီးတော့ကျွန်တော်အဲ့လိုဖြစ်လာတယ်ထားပါတော့ဒါတွေလျှောက်ပြောရင်အာညောင်းတာပဲရှင်ဘာမှလည်းဖြစ်တော့ဟုတ်လားကျွန်တော်ခေါင်းထဲမှာဆွဲနေတဲ့ဥစ္စာတခုကတော့ကျွန်တော်အခုဒီမှာလဲအဲ့ဒါပဲထည့်ပြောမယ်ကျွန်တော်စိတ်ထဲမှာလဲဒီမြင့်ပွဲတွေမှာလဲပြောတယ်ခုလဲဒီမှာပြောမှာကျွန်တော်မေးတာကလေးတွေပါကျွန်တော်ကကျောင်းဆရာလေးကျောင်းဆရာဆိုတော့စာသင်နေဆိုလို့ရှိရင်ကလေးတွေကိုအဲ့ဒါမေးပြီးသင်လေးရှိတယ်ကျွန်တော်ကလူနဲ့တိရစ္ဆာန်ဘယ်သူသားလဲခမည်းတော်ခုပြောလေဘယ်လိုပြောမလဲလူနဲ့တိရစ္ဆာန်ဘယ်သူသားလဲလူအပ်တာတယ်ပြောမှာဒါမှကျုပ်ကဆက်မေးနေတာကျွန်တော်ကဒီလိုခုကျွန်တော်ပြောတယ်ဆိုတဲ့ဥစ္စာဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်အဲ့ question နေနဲ့ကြီးကျွန်တော်သွားခြင်းနဲ့စိတ်ပေါက်တယ်ဒီမိကုန်းနေနဲ့ကြီးသွားခြင်းနဲ့စိတ်ပေါက်တယ်ကျောင်းဆရာညင်ပါနေတယ်ဆိုရင်ကျွန်တော်ကိုသိခံပေါ့ဗျာဒါကတော့ကျောင်းဆရာညင်ကတော့ပါမှာပဲစစ်သားစစ်ဘူးလည်းဒီလိုပဲသူစစ်ဘူးညင်ပါလာပဲစစ်ဘူးများထွက်လာပြီဆိုလို့ရှိရင်အဲ့စစ်ဘူးကထွက်ပြီးအယတ္တသာဖြစ်လာတယ်ပစိုးသာဝိတ်ထားတယ်လက်လွှဲတာဒီလိုလွှဲတယ်ဘာကြောင့်လဲဆိုတော့6လုံးလူအောင်လွှဲတဲ့အကျင့်ကပါတာသူကျွန်တော်ကျောင်းစာလဲအဲ့အကျင့်ပဲဆရာမတွေလည်းဒီလိုပဲ
အဲ့ဒါကြောင့်ကျောင်းဆရာနဲ့ကျောင်းဆရာအဲ့စစ်ဖို့တယောက်နဲ့ဆရာမတယောက်နဲ့ညားတယ်ဆိုတာအဲ့လိုပေါ့ညားတဲ့အခါကျတော့ငါသမင်းစားမယ်သမင်းအသိပြည့်သတင်းပို့ဒါသူကလည်းအကျင့်ပါဆရာမလည်းသမင်းအသိပြည့်ပြီးလာစားနိုင်ပြီသမင်းလို့အောက်မကြဘူးနဲ့အဲ့ဒါမျိုးပေါ့ငါအိမ်သားတက်မယ်ရေစက်ကူတို့အသိပြည့်ရင်သတင်းပို့အိမ်သားတက်ချင်းတက်နိုင်ပြီအသိဖြစ်နေပြီနောက်ကိုအိမ်သားတက်ချင်းလို့လက်နှချောင်းထောင်ဒါအကျင့်ပါကျွန်တော်စိတ်တက်ကူလည်းတော်တော်ကြားခဲ့တယ်ဒီမော်လမြိုင်ကနေသွားလာကျွန်တော်မော်လမြိုင်ကောလိပ်မှာလုံနေတော့မှမသွားပါစေနဲ့ဆိုတာတောင်းပန်တာဗျာကျွန်တော်ကစစ်ဆိုရေတော်စစ်တောက်ချင်တဲ့ကောင်မဟုတ်ပြောရအဲ့လိုကောင်မျိုးဆိုတဲ့ခါကျမသွားရင်မဟုတ်ဆိုတာ2နှစ်တည်းထားပါမယ်ဆိုပို့ရတာကျုပ်6နှစ်လောက်ကြာသွားတယ်အဲ့ဒီမှာခုကောင်းတော့ကောင်းပါလေကျွန်တော်တပည့်ရဲ့ဝิญကြီးတွေပဲဖြစ်နေကြမဆိုးပါဘူးအဲဒီမှာစိတ်တက်ကလေးရောက်သွားရောစိတ်တက်သူမှကြတော့ဒီလိုခေါင်းမောတကားကနဲ့ဆလံပြီးဘာလို့လဲရမှလည်းမသိတရားနဲ့တန်းဖြုတ်တန်းအပ်ဘာညာနဲ့ဆိုတော့အများအသိမတဲ့ဟာမျိုး36ပြောစီပြီးအသိဟာအဲ့ဒါဒီဘက်နဲ့ကျုံတာဒီကဘောလိုင်းကောလိပ်ကရောက်သွားတယ်ကောင်တော့တို့ကရောက်သွားအဲ့ဒီမှာကျွန်တော်တွေ့တဲ့ဥစ္စာဒီခုပြောကြတယ်ကွာ demonstration coin ဆိုခေါ်တယ်တေဥပြတက်ခွဲလို့ခေါ်တယ် demonstration comedy ပေါ့ဗျာတက်ခွဲသူကတေဥပြတာဒါပဲသူတို့ဘာမှအလုပ်မရှိဘူးဒီလုပ်မလုပ်อ่ะဘယ်တောင်မှတက်ညာထောင်မှတက်အဲ့ကိုတော့ကစစ်သားတွေတက်ပြရတယ်အဲ့ဒီဥစ္စာဘိုးလုံးနဲ့ပြီးအဘောကကုန်းကြီးမော်နဲ့လှမ်းကြည့်ရတယ်ဒါဒီလိုဆိုတာသိအောင်အဲ့တေဥပြတဲ့တက်ပြအောင်တေဥပြတက်ခွဲလို့ခေါ်တယ်သူ့တောက်ခဲမှုနဲ့သူတို့ဟာတို့နေကျွန်တော်က academic ခေါ်တယ်ကျွန်တော်ကစာသင်တဲ့ဘက်ကဆိုတော့ဘာမှသူတို့နဲ့မဆိုင်ပညာရေးဘက်ကစာပေဘက်ကပေါ့မဆိုင်မဟုတ်ဒါမှသူတို့ကဖြတ်သွားတယ်တနေ့ကျတော့သူတို့ကဖြတ်သွားတယ်ကန်တင်းလေးတစ်ခုရှိတယ်အဲ့ဒီကန်တင်းကျွန်တော်သွားပြီးလက်ဖေးတောက်တော့အဲ့ဒီဥပဒေခွဲမှုကအဲ့ဓာတ်ခွဲတစ်ခုလုံးဘာစိတ်တူနေတယ်မလို့ကောတန်းစီခိုင်းပြီးဆင်းတယ်ဟိုကကျင်းဒီမှာအမောင်းနဲ့ကျွန်တော်အမှတ်မထင်နားတော့အဲ့မှာအလ်တိတ်ဟိုတက်တာပေါ့အဲ့ဒါနေရတော့အဲ့ဒါမင်းတို့နားလဲတယ်မလားဟုတ်ဆိုတာတို့ဒီမှာဟုတ်ပဲအဲ့လိုဖြစ်နေမင်းတို့တင်းတင်းကငါ standing order ထွက်လိုက်တာတွေ့တယ်မလားဟုတ်အဲ့ဒီမှာဘယ်စားပဲဘယ်ဟာရေးထားတာမင်းတို့တွေ့တယ်မလားဟုတ်အဲ့ဒါတွေ့ကြတဲ့မင်းတို့သူခုတနေ့တော့ဘယ်ဟာလုပ်လဲတော့မင်းတို့ငါအများကြီးထိနေလားတော့ဟုတ်ဟာဘယ်ကောင်လုံးကဟုတ်ဆိုကျွန်တော်ပြောနေတာအဲ့လိုနေလာခဲ့တဲ့ဆိုတော့ကျွန်တော်အကျင့်ပါနေတော့ကျွန်တော်လည်းကြောင်းဆရာအကျင့်ပါတော့အဲ့မေးတာဖြစ်နေလူနဲ့တည်းဆိုဘယ်သူကသာလဲခလေးတွေပြင်တယ်လူကသာတယ်ပြီးတော့မှတေချာစဉ်းစားတော့လို့နေရာတကာသာလားဆိုတော့မှငိုင်းတော့တယ်မင်း9လောက်ရေကူးရသလား10လောက်အားရှိသလားမရှိပါဘူးငဲလို့ပြန်နိုင်လားမပြန်နိုင်ဘူးမင်းတော့ပြေးတန်လားမတန်ပါဘူးဟာမင်းတို့ငါပြောမယ်လို့နေရာကသားတယ်မထင်နဲ့တိရစ္ဆာန်ကလူတဲ့သားတာတွေအများကြီးလို့လူတွေကသမတနဲ့နိုင်ငံတော်နဲ့ဝိနည်းချုပ်နဲ့ဗာနဲ့စီတီလုံးလို့ဘယ်လိုနေတော့ပြောမနေနဲ့လို့ဘယ်လိုပြောမမီဘူးလို့ပဲပြားရဲ့စီလုံးချင်းကဘယ်လောက်ကောင်းတယ်ထင်တယ်လို့ပြားရဲ့မဲ့သူတို့လည်းသူတို့သင်္ကေတနဲ့သူတို့သတင်းပို့တာတွေရှိတယ်ဗျာမင်းတို့လိုသတိသက်တာပါညာအနေထားပါညာမပါဘူးပေါ့လို့ပြားကောင်ကအင်မတန်ဝိချုံမြတဲ့ပန်းတော်ကြီးတစ်ခုတွေ့တယ်ဆိုချက်ချင်းပြန်လာပြီးတော့အဲပြားအောင်ကိုသတင်းပို့တာကတော့မင်းတို့စစ်တပ်သတင်းပို့လို့တော့ဘယ်မှာပြားရင်ကြည့်ပါညာဒါတို့တွေတော့မပါဘူးပေါ့လို့အဲ့ဒီမှာ तू ကသတင်းပို့တယ်ဆိုတဲ့ဥစ္စာပြားအောင်ကိုဆက်ပတ်ပြီးပြန်နေတာအဲ့ဒီလှက်ပတ်ပြီးပြန်နေတဲ့ဥစ္စာတမိုင်ဝေးလို့တဲ့နေရာမှာရှိရင်တမိုင်လောက်ပတ်ပြတာအဲ့ဒီမှာဒီကောင်ပတ်ပြန်နေကျန်တဲ့ပြားတွေကအကုန်လုံးဒီကောင်သတင်းပို့နေစာသိတယ်ပြီးတဲ့ပြီးကြတော့မှအဲ့ပြားပန်းတော်ရှိတဲ့ခေါင်းကပြောတဲ့ဝိယူချုံမင်းနဲ့ပန်းတော်ရှိတဲ့အရမျက်နှာဘက်ကနေအနောက်မှာရှိတယ်ဆိုအနောက်ဘက်ကနေပြောင်းနေစွတ်ပြီးထိုးဝင်လိုက်တာ
ဝဲလက်တော့မှကျန်နေပြတဲ့တမိုင်ခန့်กว่าတော့အနောက်ရမှာပန်းတော်တစ်ခုရှိအဲ့တည်းမှာပြားတွေအကုန်လုံးပြန်သွားတာခြီလေးတဲ့ခြီလေးဤမင်းမဤစခန်းဘာညာပေါ့ကွာအပြန်လာကွယ်သွားဟောကွယ်ပန်းကြီးပန်းတိုင်းဖောက်ကြပါလေကိုပြပြီးပြီအဲ့ဒီမှာအကုန်လုံးပြားဝိယူကိုစုပ်လို့ပြားကိုပြန်ပို့တာဘယ်ပြားကမှပြားကြီးကိုမှောင်ခိုးစေးသွားမရအောင်ဘူးပြတယ်ဟုတ်လားအဲ့တော့ပြောချင်တာအဲ့တိရစ္ဆာန်တွေကလူရဲ့သားရာတွေအများကြီးရှိတယ်လို့အဲ့ဒီတော့မှပြန်ပြီးတွေ့လိုက်တော့ဒါဖြစ်ရင်တို့လူတွေကဘယ်တိရစ္ဆာန်တဲ့ဆိုတာတဲ့ဥစ္စာဘာတွေရှိတယ်ဆိုရှားကြတာငါမပြောတတ်ဘူးအဲ့ဒီငါဖောက်ဖူးတဲ့စာအုပ်တဲ့ပညာရှင်တွေပြောတဲ့ဥစ္စာဖတ်ပြီးတော့ငါပြန်ပြောတာလို့အဲ့မှာကိုနောကပြောခဲ့တဲ့တိရစ္ဆာန်တွေအားလုံးတဲ့တာတဲ့အချက်က၃ချက်ပဲရှိတယ်အဲ့ဒီ၃ချက်ကိုတာအောင်လုပ်ရတယ်အဲ့ဒီ၃ချက်ကိုထက်မြက်တဲ့ထက်မြောက်လုပ်ရတယ်အဲ့ဒီ၃ချက်ကဘာလဲဆိုတော့တစ်ချက်ကြိုးကြောင်းပညာကြီးခြင်းနှစ်ချက်ကိုယ်ကြည်တရားရှိခြင်းသုံးချက်အလှပကိုခံစားရခြင်းဖန်တီးရခြင်းဒီ၃မျိုးပဲရှိအဲ့ဒါမှတော့ဘယ်တိရစ္ဆာန်တက်မဆိုသားတယ်ဒါအကုန်လုံးဝင်ခါကျိုးကြောင်းပညာကြီးခြင်းကျွန်တော်ကအဲ့ဒီကျိုးကြောင်းပညာကြီးခြင်းလို့ပြောလိုက်လို့ရှိရင်ဖောက်တော့တာရှိတယ်ကျိုးကြောင်းဆိုတာကျွန်တော်စိတ်ကပြောခြင်းစိတ်ပေါက်လာတာရှိတယ်ဘာလဲဆိုတော့ကျိုးကြောင်းနဲ့ကျွန်တော်ရှောက်ပြီးပါကျိုးကြောင်းဆိုတဲ့သဘောကိုသိချက်ပြန်စဉ်းစားကြည့်တဲ့အခါကျတော့အကျိုးကိုတွေ့လိုက်ရင်အကြောင်းကိုရှာရတာအဲ့ဒီဥစ္စာပညာပဲဒါကြောင့်မလို့ဘုရားကလည်းဟောခဲ့တဲ့ခါမှာယေဓမဟိတုပ္ပဘဝဘုရားကိုကျွန်တော်တော်တော်အောင်အောင်ရဘုရားကိုတော်တော်အောင်အောင်တယ်ဆိုတာကျွန်တော်ဘုရားဖြစ်နေတကူတော်ရှင်ပါရှင်ညာရှင်အဖြစ်နေမဟုတ်ဘူးသူစဉ်းစားပုံကိုကျွန်တော်အောင်အောင်တာတိဋ္ဌထမင်းသားရဲ့စဉ်းစားပုံပေါ့အကျိုးကိုတွေ့ရင်အကြောင်းရှိတယ်အကျိုးကိုတွေ့လိုက်လို့ရှိရင်အကြောင်းကိုရှာတယ်အဲ့ဒါပညာပဲအကျိုးကိုတွေ့ရတဲ့အကြောင်းကိုမရှာရလို့ရှိရင်အဲ့ဒါပညာနည်းသေးလို့ပဲဒီရမဟိတုပ္ပဘုရားပြောတော်တယ်ဆိုအကြည်ကျင်တရားဟုသမျှတို့၌အကြောင်းရင်းတို့သိရှိကို၏တိတ်ဒီပဲရှာကျွန်တော်အဲ့ဒီစကားကိုတွေ့လိုက်တော့ဘယ်ဟာတော့အမှားလဲဆိုကျွန်တော်တော့သတိရတဲ့ကိစ္စတော်တော်ထူးထူးဆန်းဆန်းပဲကျွန်တော်ဘုသူ့တော်သတိရလဲဆိုကျုပ်သတိရတဲ့ဥစ္စာစာအိုက်ဆက်နျူတန်ပေါ့နျူတန်ကအဲ့ဒီစဉ်းစားရမှာကျွန်တော်သူ့ကိုသွားသတိရတယ်ချက်ချင်းပထမဆုံးစပြီးတော့အဲ့ဒီအကြောင်းသိလိုက်တဲ့အကျိုးကိုတွေ့လို့ရှိရင်အကြောင်းကိုရှာခြင်းဒီပညာဆိုတော့မှအဲ့ဒီဥစ္စာကိုပဲနျူတန်ကိုသွားသတိရတာဘာကြောင့်လဲဆိုတော့တရတိကြွေကြတဲ့ဖုတ်ဆိုကြတယ်အုံကြီးကြွေကြတဲ့အုံနဲ့ကြွေကြတယ်ပိနေသိကြတဲ့ဘုံနဲ့ကြွေကြတယ်ခဲပြလိုက်တဲ့အောက်ပြန်ကြတယ်ဟာဘာလို့ကြတော့ဒီခဲတွေဒီအုံကြီးတွေဒီတရတိတွေအပြင်ထွက်သွားပါလားလာဟာပြည်ကြီးထဲမှာဘာလို့မတော်ရလဲဒီမြေကြီးပေါ်ကြတယ်ဘာလို့မြေကြီးပေါ်ကြတယ်ဘာလို့မြေကြီးပေါ်ကြတယ်သူအဲ့ဒါစဉ်းစားတာနောက်ဆုံးလိုက်ကြတော့သူကပြောတယ်ဆိုတာကဘာပြည်ကြီးမှာဆွေးညီရှိတယ်ဆိုရက်ဆွေးညီတက်ရဲ့သဘောကိုသူအကြောင်းကိုရှာတွေ့သွားတာအဲ့တော့ဟာကျွန်တော်တို့ဥကြောင်းကြောင်းရဲ့အခုရှေ့မှာထိုင်လို့ဟိုကျွန်တော်တငယ်ချင်းကျောင်းနေပဲဆရာလုဖက်ကိုင်မဲ့ပါအညိုကြီးဆိုကောဒီကောင်ကြီးရေးတဲ့ဥစ္စာကျွန်တော်ဘာသွားတွေ့လဲဆိုအဲ့ထက်မှဒီကျွန်တော်တို့ဒီပရမအင်္ဂလိပ်နဲ့မှာစစ်ပွဲမှာတနင်္လာရီနဲ့ရခိုင်ပါသွားတယ်တနင်္လာရီရဲ့မြို့တော်ကဘယ်တော့သွားဖြစ်လဲဆိုတော့မော်လမြိုင်ကသွားဖြစ်တယ်မော်လမြိုင်ကသွားပြီးတော့1826ပေါ့နောက်1826ခုနှစ်မှာသူကအင်္ဂလိပ်အောက်ရောက်သွားတယ်ရောက်သွားတယ်ဆိုတော့1830ကျော်လောက်ကြာတဲ့ခါကျတော့ဘာပေါ်လာလဲဆိုတော့ဆေးရုံတွေပေါ်လာတယ်အဲဆေးရုံကြီးတွေပေါ်လာတော့မှအဲ့မှာရှိတဲ့ဆရာဝန်ကြီးတယောက်ကစာဝဲရသွားတယ်ကျွန်တော်နာမည်တော့မေ့နေဒီကောင်ကြီးအဲ့အညော်ကြီးကျေးဇူးကြောင့်ကျွန်တော်လည်းသိတာပါသူကဘာမှကစက်တီးရတွေပါညာတွေ
သူကတေချာဖတ်ပြီးတော့ရွှေတောင်သမိုင်းရွှေတောင်ကျောင်းတိုက်သမိုင်းရေးထားတာကျွန်တော်အဲ့ဒါဖတ်တော့အဲ့တုန်းကသွားတွေ့တယ်ငှက်ဖျားကျွန်တော်ဗမာပြည်ငှက်ဖျားသိဖြစ်တယ်မော်လမဲရှိတုန်းကတော်ထူတဲ့နေရာအမှန်တန်ငှက်ဖျားပေါ်တယ်ငှက်ဖျားဖြစ်တဲ့နေရာတွေပေါ့တောထူတယ်တန်လွေမြင့်နဲ့ဗာနဲ့လည်းဟောဖြစ်နေတော့သူကငှက်ဖျားကလည်းတော်များထူတာသူကငှက်ဖျားဖြစ်လို့ရှိရင်ကျွန်တော်ဗမာပြည်မှာဖြစ်ပြီဆိုလို့ရှိရင်ဟုတ်လားတုံးခိုက်ဖြစ်ပြီးတော့တက်တယ်ဆိုတာသိတယ်တက်ဖြားကြပြဟာဒါတောက်လျှောက်ဖြစ်နေတာဟာဗမာတွေကတွေးတဲ့ဥစ္စာစမ်းရည်တောက်လို့လို့ဟုတ်လားစိတ်ရည်တောက်လို့သိရဖတ်ပြီးပြောနေတာတောက်လို့ဟိုတကူကြီးတဲ့ညောင်မဲအောက်မှာသွားပြီးရှူပေါက်လို့ငှက်ဖျားဖြစ်တယ်လို့နောက်ဆုံးမိအကြောင်းရင်းအဲ့ဒီမှာရှိတယ်ဆရာဝန်ကြီးတယောက်ကသွားပြီးတော့တွေ့တယ်မှာအဲ့ဒီတော့မှအန်နိုဖလီလို့ခေါ်တဲ့ချင်းကိုက်လို့ငှက်ဖျားဖြစ်တယ်လို့ပြောတာအကြောင်းငှက်ဖျားဖြစ်လို့ငှက်ဖျားဖြစ်တဲ့ဥစ္စာအကြောင်းရင်းကချင်းကိုက်ဆိုတာပြီးတော့ချင်းမကိုက်အောင်နေပေါ့ချင်းကိုတတ်ပေါ့ချင်းအောင်လည်းနေပေါ့အဲ့လိုနီးနဲ့ကျွန်တော်တွေ့ရတယ်အကြောင်းရင်းကိုသတ်လိုက်လို့ရှိရင်အကျိုးမဖြစ်တော့ဘူးအဲ့ဒါပညာဆိုတာအဲ့ဒါပဲအဲ့ဆရာဝန်ကြီးကစာပွဲရပါတယ်အင်္ဂလန်ကနေသူ့ကိုစာပွဲပေးတယ်အဲ့ဒီကတွေ့တဲ့အတွက်ကြောင့်တွေ့ရှိထူးဆန်းတဲ့တွေ့ရှိချက်ကြီးပဲအေးအမတွေ့ရှိချက်ကြီးကိုရက်ထီလဲဒီဥစ္စာကိုငှက်ဖျားအတွက်ကိုချင်းမှုကာကွယ်နေရတော့မယ်ကျွန်တော်တို့ထားပါတော့ကျွန်တော်အဲ့ဒီကနေဆက်ပြောလိုက်တဲ့ခါကျအကျိုးတရားကိုတွေးလို့ရှိရင်အကြောင်းကိုရှာတာချင်းပြီဆိုအဲ့ဒါပြန်တွေ့တော့ကျွန်တော်ဖျားကိုလေသွားတွေ့တယ်သွားတွေ့တော့ဒီသိတ္တထားကရတော်ရာတို့နမ3000လို့စွန့်ပြီးတိုးတဲ့ထွက်သွားတယ်ဘာကြောင့်ထွက်သွားလဲကျွန်တော်ဟို Light of Asia ဆိုတာလင်္ကာကြီးတစ်ခုရှိဘုရားလင်္ကာကြီးပေါ့အင်္ဂလိပ်လူရေးထားရေးတဲ့ပုဂ္ဂိုလ်က Sir Edwin R. Noble လေကျွန်တော်အဲ့ဒီဥစ္စာကိုဓမ္မရိပ်ထဲမှာကျွန်တော်နည်းနည်းဗမာလင်္ကာနဲ့ပြန်ပြီးတော့ကျွန်တော်ရေးနေပါတယ်ထားပါတော့အဲ့ထင်မှာပြောတဲ့ဥစ္စာသူကဒီသိတ္တထကဥမာဆိုတော့သူတွေကိုတွေ့တယ်သူ့ကိုတွေ့တယ်ဘာညာပေါ့ဗျာဒါကြီးကျွန်တော်မပြောတော့နောက်ဆုံးမိရရတော်ရာကိုသိချစ်တယ်သူကရတော်ရာလည်းသိချစ်တယ်ချစ်တော့အဲ့ခွဲကနေလေးမှရေးထားတဲ့ဥစ္စာကသိလုံးဝကောင်းတာပဲအဲ့သူကအဲ့ပုဂ္ဂိုလ်ကြီးကလည်းအင်္ဂလိပ်ကြီးဒါမှစာရေးကောင်းလိုက်တာပြောနေသူတရားစိတ်နဲ့ရေးတယ်ပါသူဘုရားဘာသာဖြစ်သွားတယ်လို့တောင်တချို့ကယူဆရတယ်သူကသူပြောချင်မှပြောမယ်ဒါမှသူဘုရားဘာသာကိုယုံကြည်ပြီးတော့ဘုရားကိုတကယ်ကိုကြည်ညိုမြတ်လို့သွားတယ်လို့ယူဆကြတယ်သူ့ကိုခရစ်ယာန်များသကရင်းဆိုကြတယ်ဗုဒ္ဓအကြောင်းတော့ရေးပြီးခရစ်တော်အကြောင်းတော့မရေးဘူးဆိုတော့သကရင်းဆိုတော့သူခမရရေးရှာတယ် The Light of the World ဆိုတော့ဒါမှ popular မဖြစ်ဘူးသိမကြက်ကြဘူးလိပ်ပြမနိုးတော့ပေါ့လေဟိုမှာဘုရားအကြောင်းရေးတော့ကတော့လိပ်ပြတိတ်နိုးတော့အဲ့မှာကျတော်ရနဲ့ခွဲကနေလေးမှာပြောတာကျတော်ရတဲ့မင်းတနေ့ကျရင်ဒီလိုအိပ်ပြောလို့မင်းပြောတော့မှာပဲငါလည်းသိရမှာပဲတဲ့အဲ့တော့ကျတော်ရတဲ့မင်းနဲ့ငါနဲ့ကနှစ်ယောက်ကတယောက်ကိုတယောက်ချီးကြလုံးလုံးဘလို့ငါတို့ရဲ့နှုတ်ခမ်းအစုံနှလွာနှုတ်ခမ်းအစုံနှစ်စုံကိုဖိကပ်ပြီးတော့ခါလို့သိစီထားတော့လည်းပဲကျတော်ရမင်းအချိန်ကာလကိုဘယ်လိုတားမလဲသိမင်းကိုဘယ်လိုတားမလဲမင်းနိုင်ငံနဲ့ခွဲရတယ်ငါမင်းကိုမခွဲနိုင်ဘူးဒါကြောင့်မို့လို့သိမင်းမခွဲနိုင်တဲ့နေရာငါသွားရှာပြစီခိတ္တလောက်တော့တီးခါမှာရတော်ရမင်းကငါနဲ့မခွဲရတဲ့နေရာသွားရှာပြစီဆိုအဲ့လိုတိုးထွက်သွားပြီးတော့မှနောက်ဆုံးမိမှဒုက္ခရစရိယာကျင့်နေဆိုတော့လေသူစဉ်းစားတာလေးကတစ်ချက်တည်းဘာလို့သိရလဲသိချင်းအကြောင်းရင်းကပါမွေးလာလို့ဒါလေးစဉ်းစားတာဒါဖြင့်မမွေးအောင်လုပ်လိုက်ရောမသေးတော့ဘူးပြန်မမွေးတဲ့နေရာရှိရမယ်ပြက်တာဘာကြောင့်ပြက်တယ်လဲဖြစ်လို့ပြက်တယ်မဖြစ်ရင်မပြက်ဘူးမဖြစ်အောင်လုပ်ဘုရားရှာတာအဲ့ဒါပဲနိဗ္ဗာန်ဆိုတာအဲ့ဒါပဲနိဗ္ဗာန်ဆိုတာတချို့ဘုံလို့ထင်တယ်ဘုံမဟုတ်ဘူးမဖြစ်အောင်လုပ်ရတာမဖြစ်တော့လို့ရှိရင်ဒါနိဗ္ဗာန်ပဲဒါပြီးသွားတာမပြတ်တော့မွေးလို့ရှိရင်မသေးတော့မွေးလေလို့သိရမှာမမွေးရင်မသေးတော့မမွေးအောင်လုပ်လိုက်ပြန်မမွေးနဲ့ပြီးရောအဲ့ဒါနိဗ္ဗာန်သဘောပဲကျွန်တော်နားလဲတာဘုံမဟုတ်ထားလိုက်ပါတော့ကျွန်တော်ပြောတာအဲ့ဒီကြောင်းကျိုးဆင်ញင်မှုအကျိုးကိုတွေ့ရင်အကြောင်းကိုရှာရမှု
အကြောင်းကိုတွေ့လို့ရှိရင်အကျိုးရှာရမှုအဲ့ဒီအကြောင်းကျိုးတိရတဲ့ဥစ္စာဒီပညာပဲအဲ့တော့ကျွန်တော်တို့ကတခါဆက်တော့ဘာဖြစ်လာလဲဆိုပညာဆိုတာဘာလဲကျွန်တော်ကပြောတဲ့ဥစ္စာကတော့ညင်လဲနဲ့လာပြီကျွန်တော်ခုပြောတဲ့ဥစ္စာတွေမှာကျွန်တော်ပြောစရာတွေပါဒီကျွန်တော်ပြောဥပါတယ်ဇာတာစာပေသဘောတွေပါဒီပြောဥပါတယ်ဒါမှကျွန်တော်အဲ့ဒါညီးငွေသွားရင်တိတ်မပြောကျင်တော့ကြိုးကြောင်းဆင်နေတာပညာဆိုတာဘာလဲလူတွေက if you don't ask me I know if you ask me I don't know မင်းမမေးနဲ့ရှိတယ်ငါသိနေတယ်မင်းမေးလိုက်ရင်ငါမသိတော့ဘူးတဲ့ဒါကျွန်တော်ရဲ့လူတွေရဲ့ဖြစ်နေတဲ့အနေထားထားပဲမမေးရင်သိတယ်မင်းရင်မသိတော့အဘာမစင်းစားလို့ကျွန်တော်အခုတော့အဲ့လိုပေါ့လေခလေးတွေပါတဲ့အခါကျခလေးတွေကိုကျွန်တော်အဲ့ဒီဟာကိုကျွန်တော်နှုတ်ပေးခြင်းခုဖြစ်နေတာခလေးတွေကမစင်းစားဘဲနဲ့စာမအောင်နေကြတယ်ကိုယ်ပြောလိုက်မယ်ခုစာမတွေအောင်လာတဲ့ဥစ္စာကျူရှင်နဲ့ကျူရှင်ဆရာနဲ့ဆရာမစီမှာကျူရှင်ယူလာနဲ့အဲ့ဒါနဲ့အောင်ပြီးတော့ဘာလုပ်လဲဆိုအလွတ်ကျက်ပြီးအောင်တဲ့ခါကျအောင်လာမို့အောင်လာတော့10ရမ်းတော့အောင်လာမို့ကျက်ပြီးအောင်လာကျက်10ရမ်းမှာအဲ့ဒီဟိုဘက်ရောက်တဲ့ခါကျတော့10ရမ်းအောင်လာအမှတ်ကလေးကောင်းတဲ့ခါကျကျက်မှုဟုတ်လားကျက်ကတူဒီလုံးကျက်နေဒီလုံးကျက်ဖြစ်နေကျက်ကတူအဲ့ဒီကနေနည်းနည်းအမှတ်ကောင်းတော့ကျက်မှုကျက်ကတူတပီလုံးအဲ့လိုလုပ်နေရတာကျွန်တော်အဲ့ဒါကြောင့်ခလေးတွေကိုကျွန်တော်စိတ်ထဲမှာသူတို့အိုးနောက်ထဲမှာနည်းနည်းလေးပြန်ပြီးစဉ်းစားရအောင်ခုဖြစ်နေတာကခြေခြေမြင့်မြင့်ကိုသိရတဲ့ဟာမရှိတော့ဘူးဥပမာ equation တစ်ခုရှိတယ်ဟုတ်လားအခရာတင်ချာတို့ဘာလို့ equation ဟောညီမရေးကိန်းနာပေါ့ညီမရေးကိန်းနာမှာဘယ်ဘက်ကကိန်းနာအနှုတ်ကိုညာဘက်ပြောင်းလိုက်အပေါင်းဖြစ်တယ်သူညာဘက်ပြောင်းလိုက်အပေါင်းဖြစ်တယ်လို့ထင်တယ်ဘာဖြစ်လို့အပေါင်းဖြစ်သွားရမှာလဲအဲ့ဒီခြေခြေမြင့်မြင့်ကိုမသိဘူးဘာဖြစ်လို့အပေါင်းဖြစ်သွားတော့ဒီကနန်းရှိတဲ့ထဲအဲ့ဒီဓမ္မတူကဘယ်ဘက်ပြောင်းလဲအပေါင်းညာဘက်ပြောင်းလဲအနှုတ်ဟုတ်လားအနှုတ်ဒီညာဘက်ပြောင်းလဲအပေါင်းဘယ်ဘက်ကအပေါင်းကိုညာဘက်ပြောင်းလဲအပေါင်းညာဘက်ကအနှုတ်ကိုဘယ်ဘက်ပြောင်းလဲအပေါင်းအဲ့ဒါမျိုးကြီးဟာမှလည်းမသိအခြေမြစ်ကိုမသိဘူးကျွန်တော်တို့ကအဲ့ဒီလိုသိနေတဲ့တင်နန်းကြီးကိုလည်းကျွန်တော်မကြိုက်ဘူးခရီးတွေကခြေချင်းမြင့်မစင်လာဘူးကျွန်တော်ကတော့အမှန်တည်းမြန်စဉ်းစားရဲဆိုတာဘာလဲဆိုတာစဉ်းစားတယ်စဉ်းစားရဲဆိုပါဟောကျွန်တော်အဲ့လိုခါမျိုးပေါ့လေထားလိုက်ပါတော့ကျွန်တော်ရှောက်ပြောလို့ဖြစ်နေမှာအဲ့တော့လူကတိရစ္ဆာန်နဲ့တာတဲ့သုံးချက်ထဲမှာခေါင်းကပြောတယ်ကြိုးကြောင်းပညာရှိခြင်းအဲ့ဒါအရေးကြီးတယ်အဲ့ပညာဆိုတာဘာလဲဆိုတော့ရုပ်တည်းမပြောရတော့ပညာသင်နေဆိုပါလေတိတ်မပြောရတော့ကျွန်တော်ပြောတဲ့ဥစ္စာနည်းနည်းသိခံကြတာကျွန်တော်တို့ကဒီဟိုဘာနာရှောပြောလို့အဖိုးကြီးကသိရက်သက်တယ်ဘာနာရှောကြီးကလူတွေဟာတဲ့စဉ်းစားရမှာကိုသိပါတဲ့ကြောက်တယ်တဲ့ဒါကြောင့်မို့လူများစုကမစဉ်းစားပဲသိနေကြတယ်သိရက်သက်တယ်ဘုရားဒါမှမှန်တယ်သူပြောတာစဉ်းစားမှကြောက်ကြတယ်ထားတော့ကြိုက်ကောင်းပြီကျွန်တော်တခုတည်းကျွန်တော်ပြောတာဖြတ်ပြီးပြောနေတာကျွန်တော်တို့တရားသတိထားကြည့်ပါကူးလင်နဲ့မွေးလာတဲ့ခွေးလေးတစ်ကောင်ရဲ့လူလေးတစ်ယောက်ရဲ့ကလေးလေးတစ်ကောင်ပေါ့လူလေးတစ်ကောင်ရဲ့ခွေးလေးတစ်ကောင်ရဲ့ပြိုင်လူမွေးမယ်ဆိုတော့ဟိုဘက်ကလူလေးဥရဲ့ဒီဘက်ကခွေးလေးဥနဲ့သူတို့မျိုးဗာများချတယ်ထင်တော့အတူတူပဲဇီရိုကစားအဲ့ဒီခွေလေးနဲ့လူလေးနဲ့အတူတူပဲမွေးချင်းမှာဘာမှမထူးသူတို့ဘာမှပါမလားဇီရိုပဲနှစ်ကောင်လုံးဒါမဲ့ခွေလေးက2 နာရီ3 နာရီလောက်ဖြစ်တဲ့ခါကျတော့ခြေတော်ကလေးက4 ဘက်ပါတော့သူကထပြီးတော့မတ်တက်ရက်တော့မလို့ဘာလို့လှုပ်လာတယ်
လူကအဲ့လိုမတတ်နိုင်6လရှိတောင်မှမတ်တမရနိုင်ဘူးတောင်းငုတ်တို့လူငုတ်တို့6လဆိုငုတ်တို့ပဲရှိသေးတယ်မထနိုင်သူ့ဘာသူမရနိုင်အဲ့6လရှိတဲ့မှာဟိုခွေးရတောက်ပြီးတော့ပြီးပြီးတော့နေပြီလူလွန်ပြီးတော့ကဟောင်းလိုက်တရားနဲ့ပြေးလာပြီသူကတဘာဝကသူ့ကိုပေးထားတာအဲ့လူကတော်တော်ကိုလေ့ကျင့်ရတယ်လေ့ကျင့်ရဆိုအဲ့6လ9လတော့ကလေးကိုမုံပေးလို့ရှိရင်အဲ့မုံကိုပါဇက်ထဲထည့်တာတောင်တက်အောင်မထည့်နိုင်ဘူးတောင်ချော်မြောက်ချော်ဖြစ်တယ်ဟိုခွေးရပြေးလောနေတိတ်နောက်ကြတယ်လူကဒါမှလည်းသူကနောက်ကြတော့3နှစ်လောက်ရှိတဲ့ခါကျမှသူကတောင်ပြေးမြောက်ပြေးနဲ့ပြေးပြီးတော့တခါကစားကြတယ်အဲ့တော့ဒီကလေးတွေကတခါလေ့ကျင့်ရတာသူတို့လက်ကလေးတွေချစ်တော့ကလေးတွေကိုပြေးနိုင်သွားနိုင်အောင်ကစားကြထုတ်စီတူရန်ကစားမယ်ပြေးရမ်းဆိုရင်ခမဲစိတ်ပြေးရန်ကစားမယ်တယောက်တယောက်ဖမ်းမယ်ဟုတ်လားခွေးလိုက်တန်းကစားမယ်ဒါလူတွေသူ့လက်ကိုချီဖို့အကုန်လုံးကြည့်ရတာအဲ့ဒါလူတွေကကမင်းညောထားတယ်ပြောတာမဟုတ်ဘူးအဲ့လူကြီးကြတော့အားကစားတယ်စိတ်ပြတ်ဖို့ကောင်းစဉ်းစားကြည့်ဟိုမှာလက်ချီကိုလေ့ကျင့်နေရတာဒါကြောင့်မလို့ကျွန်တော်မူဂျိုမှာသာသင်တယ်ကျွန်တော်ကြိုက်ကုန်မကြိုက်မူဂျိုမှာကာကြီးခါကိုတိတ်သိမနေပါနဲ့မလိုပါဘူးကလေးဆိုတဲ့ဥစ္စာမျိုးကမွေးလာတဲ့အခါမှာစလာရင်ကတိတ်ရေးကြီးတဲ့ချက်ကဘာလဲဆိုတော့စัจ java လာတစ်ခုသုံးမှသူသာဘဟုသူသာအရေးကြီးဆုံးသူ့တပည့်သူသိတယ်စားမစားရငိုးမယ်စားလို့ရှိရတော့ပစ္စည်းတစ်ခုရလို့ရှိရင်သူကင်မယ်ကြည့်မယ်အရေးကြီးဆုံးဖြစ်တဲ့ဥစ္စာအဲ့ဒီပစ္စည်းကိုစားကောင်းတာမစားကောင်းတာပါထားပါဇတ်တဲ့တန်းထိုးမယ်ဒါအရေးကြီးဆုံးလေ့ကျင့်ကပါဇတ်တဲ့ထည့်တဲ့ဟာအရေးကြီးဆုံးလေ့ကျင့်ကအဲ့ဒါသူလုပ်မယ်နောက်ကြတော့မှခလေးရင်ကတခါတည်းသူစီတာလည်းဘ ਹੁ ထားတယ်နောက်ကြခလေးကြီးတွေ့တော့အဲ့ဒီကစားစရာလေးတစ်ခုတွေ့ပစ္စည်းလေးတွေ့ပြီဟိုကလေးကလူဒီကလေးကလူဟာအဲ့မှာမရရင်ငိုရောက်អော်ကြဟိတ်ကြဒါသူ့ကိုယ်သူဘ ਹੁ လုံတာနောက်ကြမှာအဲ့ခလေးနှစ်ယောက်ကစားနေရင်ကနေပြီးတော့မှသူတို့ကအတူတူကစားမယ်ဆိုတာမျိုးဖြစ်လာတယ်။ဘာလို့ငါအပြင်သူလည်းရှိတယ်ဆိုတော့သူသိလာတယ်။အဲ့တော့မှအတူတူကစားတာအဲ့ဒါဒီမိုကရေစီရဲ့ပထမဆုံးအစပဲ။ငါလည်းမကဘူးသူလည်းရှိတယ်ဆိုတာသိတာ။အဲ့အာနာရှင်ကြတော့ငါသာလည်းရှိတယ်သူလည်းများရှိတယ်လို့သဘောမထားဘူး။အဲ့ဒီဥစ္စာစပြီးကြွားတာအဲ့ဒီကတော့ကလေးကြီးကစားတယ်အစกว่าကလေးချင်းအတူတူစားတယ်ဆိုတဲ့ကိစ္စပေါ်သေးသေးမှမဟုတ်ဘူးနဲ့စဉ်းစားကြည့်ပါလားကလေးလှုပ်ထားတဲ့စီကန်းတွေနဲတာမှမဟုတ်နဲ့ထုတ်စီးတိုးတယ်စီးဆွဲတယ်ခေါင်စီးဒါကိုမထိနဲ့ဒါကိုထိရင်ထမီဘူးလောင်နေတဲ့သူလှုပ်ထားမှလည်းမဟုတ်ဘယ်ကလေးလှုပ်ထားမှလည်းထမီဘူးလှုပ်ထားတယ်ဆိုနောက်တစ်ခါကျတော့ဖမ်းလို့ရှိရင်ရှေ့ကဖမ်းမှမိတယ်နောက်ကဖမ်းရင်မမိဘူးဟိုကစီးလုံသွားမှနောက်ကနေမဖမ်းနဲ့မမိဘူးဒါတွေကလေးလုပ်တဲ့စီကံနေပဲအာဟုတ်ရကောင်းတာကလေးတွေကသူတို့လှုပ်ထားတဲ့စီကံကိုသူတို့အများအားလိုက်နေယူသေးတယ်အာဟုတ်ရလူကြီးတွေကကိုလှုပ်တဲ့စီကံလည်းကိုမလိုက်တော့တော်ကြရင်ဟုတ်လားယခုအမိန်ကြီးခင်ရင်အားလုံးပိတ်ဖြက်ပြီးဖြစ်ရပြီတွားပြီဟိုစီကံနေကုန်ပြီဒါခါတဲ့လူကြီးတွေကသာဟောပြီးကလေးတွေရဲ့စီကံကထုတ်စီကံခုရက်ကြီးမပြတ်ဘူးဘယ်ကလေးကစားဆွဲရမှလည်းမသိဘူးဒါမှကလေးတိုင်းလိုက်တာကျွန်တော်ပြောနေတာအဲ့တော့ပြောနေတာကလေးတွေကစားတယ်ဆိုတော့စာရေးကြည့်တယ်ဒါမှခက်တဲ့ပုံကလူကြီးတွေကျွတ်တို့ရံခမရတို့မော်လမြိုင်တော့မသိဘူးကလေးကစားခွင့်နေပိတ်ပြီးတောင်လုံးပြောလို့လုပ်ပြတာမဟာမြန်အောက်ထိပ်မှာကလေးကစားကြီးမှတိတ်ကောင်းတာရှိတယ်အခုတော့အဲ့ဒီမှာရဲတန်းအားကြီးဆောက်တယ်ဒီနေကုန်းမှာပရိသာသဝေးဆိုတာလုပ်ပြီးတယ်ဟုတ်လားအဲ့မှာကစားခွင့်ကြီးပဲခရီးတွေကစားခွင့်ကြပိတ်ပြီးတောင်လုံးပြောက်လို့လည်းလုပ်ပြီးတယ်လူကြီးကြတော့ကောက်ခွင့်ဧကပေါင်းများစွာယူထားတယ်သူတို့ကြတော့အားကစားတယ်ကလေးတွေကြတော့ကမြင်းညောထားတယ်ဟုတ်လားကောက်ခွင့်အရာမကြီးလို့သူတို့အားကစားအမလီကောက်တုံနေတဲ့ပိုက်ဆံမဟုတ်သွားပြီးရဲရတာကားနဲ့သွားတော့ရဲအဲ့မှာသတင်းစာတဲ့ပါသေးတယ်ခါတစ်ချက်ထဲကျင်းဝင်တစ်ချက်ထဲကျင်းဝင်တော့ဘာဖြစ်လဲစဘာအထွေတူလည်းထားပါတော့တော်စိတ်ပြတ်ဖို့ကောင်းတယ်
ရီဘူးလည်းကောင်းဟဲ့ကောင်မရှိဘူးလားဆိုမချက်ပါဘူးကွာဆိုဘာမှမတတ်နိုင်ကျွန်တော်ထားလိုက်ပါတော့ကျွန်တော်ပြောနေတာကပေါက်သွားတယ်ကျွန်တော်စိတ်ကတော့ချင်ပေါက်လာဒါကြောင့်ထွက်လာပထမဆုံးကျိုးကြောင်းပညာကြည့်ခြင်းနောက်ပြီးတော့မှပါလာတယ်ကိုကြီးတရားရှိခြင်းကိုကြီးတရားလူပဲရှိတယ်ဘယ်တိရစ္ဆာန်မှကိုကြီးတရားဆိုတာမရှိဘူးခွေးဆိုလို့ရှိရင်ခေါ်လူစားဖို့လုပ်တာဆိုတာမစားဘူးရိုက်ထားတော့သူမှတ်မိတယ်ဒါသူ့ကိုကြီးတရားနဲ့မဆိုင်ဘူးလူပဲကိုကြီးတရားရှိတယ်ကြားတဲ့ကောင်ကသမင်ကောင်ကိုကြိုက်တယ်သမင်မတဲ့ကောင်ကိုကြိုက်စားကြတော့လို့ကြိုက်စားရတာပဲဒါပဲပြီးအဲဒီသမင်မကြီးမှာသာသမီတွေရှိပါလိမ့်မယ်သူခမကလေးတွေမှာမိတဆိုးဖြစ်ချရပဲဒါသူကိစ္စပေါ့ဒါမစင်စားဘူးလားစားရကြစားပြီးရင်ထားပြီးခဲ့တာဘိုက်ပြည့်ပြီးသွားပြီးသူဟာကျန်တဲ့အသားတွေပါလေဒါဆွဲကြီးထိုးလို့ခွေးစားတာသူလှဲ့ကိုမကြည့်တော့သူပဲဘိုက်ပါပေါ့ပြီးတာလူတစ်မျိုးပဲကိုစားလို့ဝါရတဲ့သူများစားတော့မကြိုက်အဲ့ဒါလူတစ်မျိုးပဲကိစ္စများပြီးရှုပ်တာအဲ့တော့ပြောချင်တာအဲ့ဒီကိုကြီးတရားဆိုတဲ့ကိစ္စကြတော့သူလည်းငါလိုပဲကျွန်တော်ကလေးနှစ်ယောက်ကစားလို့ပေါ့ငါအပြင်သူရှိတယ်ဆိုလို့သိလာတယ်အဲ့ဒီဥစ္စာလူသားသားတဲ့အချက်ပဲနောက်တစ်ချက်ကဘယ်ဟာလဲဆိုတော့အလှပကိုခံစားရခြင်းဖန်တီးရခြင်းလေကျွန်တော်နောက်ဆုံးထည့်ထားတယ်ဒါမဲ့လောကကြီးမှာဒုက္ခတွေကအဲ့ဒါကျွန်တော်ထင်တာပဲသူတို့ကတော့အဲ့လိုပြောထားတာပါတစ်ကျိုးကြောင့်ပညာကြီးခြင်းနှစ်ကိုကြီးတရားရှိခြင်းသုံးအလှပကိုခံစားရခြင်းဖန်တီးရခြင်းအဲ့ဥစ္စာဘာကျွန်တော်တပြည့်အပြောနေမယ်ဒီမကူပန်းနေထိုးတာတင်းထားတယ်အဲ့ဒါမရှိလေဖြစ်တာဘာလို့လုပ်တာတကယ်ပြောတာပါကျွန်တော်ဘယ်ဟာမဆိုကျွန်တော်တို့ကနေရာကအဲ့မှာလှကြတယ်ကိုယ်ကလည်းလှကြတယ်လှတာကိုလည်းကြည့်တယ်လှတာကိုလည်းသဘောကျတယ်ဒီပန်းနေပါလေရှိမှပန်းတွေပြန်ပန်းနောက်ကမှရေးထားတဲ့ဥစ္စာစလုံးနေပါလေအယောင်နေပါလေတော်တော်ကောင်းတာဒီဟာကိုဘာလို့လုပ်တာအမိုးကိုကြည့်ထားပါတော့မိုးလိုက်ပေါ့ဘာလို့ဆိုအပေါ်ကနှင်းလို့ကတော့မကြောက်အောင်လို့ဒီကရှိရအလိမ့်လေးအတွန့်နေတယ်ဘာလုပ်ထားအောင်လို့လှရင်လည်းလုပ်ထားတာအကုန်လုံးကျတော့လုတ်သမျှအကုန်လုံးလှပူကြီးရစိတ်ထဲမှာစဉ်းစားအဲ့ဒီဥစ္စာကကျွန်တော်တို့လောကကိုဒုက္ခအပေးဆုံးကအဲ့ဒါလို့ထင်တာပဲကျွန်တော်ဖြစ်ကျွန်တော်လူလောကတော့ဒုက္ခအပေးဆုံးကသူပဲဟုတ်လားမိန်းကလေးတွေဆိုလည်းပဲစပင်းလေးဒီနားလေးချတယ်တကြိုင်တင်လိုက်တော်ကြိုင်ဒီလိုလေးတင်လိုက်ဒါလုံနာကျွန်တော်တက်ကလို့မှနေတဲ့ရကောင်မလေးတွေပါလေတွေ့တဲ့ခါနင်တို့ဟာလို့ဒီကတော်ကြိုင်လက်ကလေးတတ်တယ်လိုက်တော်ကြိုင်လက်ဆញ្ញမ်းနဲ့ညှက်ထားလိုက်လေပြီးတဲ့ကိစ္စတော့ဟုတ်တော်ကြိုင်ကြလိုက်တင်လိုက်လေဟာဆရာလည်းအဲ့လိုကြအောင်လို့လုပ်ထားတာဟုတ်ဘာပြောမလို့ဘာမှပြောလို့မရတော့အဲ့လိုကြားစေချင်လို့ဒီလိုထားတဲ့ကိစ္စကိုဆရာလည်းပဲဟုတ်ဒါအဲ့ဒီဥစ္စာကိုလေကျွတ်တော့မကြိုက်ဘူးဆိုကြိုက်တယ်ဗျာအဲ့ကောင်မလေးလှလာပေါ့ကလှုပ်ထားလို့ရှိရင်ဘယ်လိုလှုပ်ထားတယ်တချို့ဆိုရင်မျက်တောင်လေးများကော့လာအစ်စ်လည်းမဟုတ်ဘူးအတူလေးဒါပေမဲ့အဲ့ဒါကိုကျွတ်တော့လေသဘောကျတယ်ခက်ပုံကသူတော့အခုဆိုလို့ရှိရင် MRTV ဖိုးမှာတွေ့ပါလိမ့်မယ် fashion break ပေါ့လေကောင်မလေးတွေ fashion လေးတွေပါလိမ့်တယ်ဟာဘယ်လိုဘာဘယ်လိုလုပ်လက်အဲ့ဒီလက်မောင်းကလည်းဘယ်ကထွက်လာမှမသိဘူးတခါလဲလက်ကလည်းအဲ့လိုဟာမလို့စုံးတာအဲ့ဒါကိုပိုက်ဆံကုန်ခမ်းပြီးတော့လုပ်တာအဲ့ fashion လုပ်ပေးတဲ့ဟာတွေကသဘင် fashion လုပ်လိုက်ပါကြသူတို့တထေးဖြစ်နေတာဒါအဲ့လောက်ထိအောင်ကျွန်တော်တို့ကအဲ့ဒါကိုလေကျွတ်တော့လည်းပဲအဲ့သဘောကျတာအဲ့ဒါလှတဲ့ဥစ္စာနောက်ကြတော့ဘာဖြစ်လာတယ်ဆိုတခါထပ်ပြီးတော့ဒီကိုပြောမှာစကားပြောတဲ့ဥစ္စာအတန်းကအစဘာအစအဲ့လိုပေါ့ဗျာလင်းသားမင်းတို့ဖြစ်ပြီးဆိုတာနဲ့မင်းမေလင်ကြီးနဲ့ဆိုအတူတူပဲဒါပဲမင်းမေလင်ဆိုတော့ကြိုက်ဘူးဆဲတာဖြစ်သွားတယ်မင်းတို့ဖြစ်ပြီးဆိုတော့ရိုးသားတာစကားဖြစ်သွားတယ်အဲ့တော့ကျွန်တော်ကအဲ့ဒီဟာလဲကြိုက်တယ်ကျွန်တော်ရောင်းသူဝယ်ဆိုအတန်တူတယ်တဲ့ခေါ်သူထူးသူအတန်တူတယ်တဲ့ညမရေးဆိုတော့
ကီးချင်းကအတူပဲဒီက၅ပေါက်နဲ့ခေါ်ရဟိုကလည်း၅ပေါက်နဲ့ထူတယ်ကီးချင်းသွားတူနေမြတ်ရေးဆိုတော့မြတ်ဘာလို့တော့အဲလိုဖြစ်သွားတာရောင်းသူဝယ်သူအတန်တူတယ်မြေပဲလားဆိုခေါ်တယ်လို့လာပါဦးကီးချင်းသွားတူမချိန်မနဲ့သွားတူတာပေါ့စီစုနောက်ဟိတ်အဲ့လိုဖြစ်သွားတာကျွန်တော်ရန်ကုန်အလုံးထဲမှာနေခဲ့ပြီဌာနလမ်းထဲမှာအဲ့မှာတော့အလုံးထဲမှာတာမယာကြီးရောက်တဲ့ကောင်ကိုလာလေးရှိတယ်တာမယာကြီးပဲရောက်တယ်သူကဘာမှလည်းမပါဘူးရှေ့မှာချင်းလေးတစ်လုံးနောက်မှာချင်းလေးတစ်လုံးအဲ့ထဲမှာတာမယာကြီးအလုံးတစ်ဖက်ကိုချင်းတစ်လုံးလုံးကိုအစိတ်30လောက်ပါတယ်မှာသိလည်းမလေးပါဘူးခပ်ပေါ်လေးပါဒီလိုတဘိုးလေးနဲ့ထမ်းပြီးလဲရောက်လာရောက်နေဆိုတော့သူကတံမြာကြီးရောက်လာရိုးမရောက်ဘူးမြတ်သူကအဲ့ကျွန်တော်ပြောတဲ့ဒီသူကအလင်္ကာတို့ပါညာတို့ပါတယ်အတန်အနေထားပါတယ်ကျွန်တော်မှတ်မိတယ်အဲ့ဒါလေးရတယ်ခဏလာသူ့ဝဲနေတော့အလွတ်ရတံမြာကြီးတလုံးငါးပြားဆယ်ပြားကိုသုံးလုံးဝဲခြင်းဝဲလိုက်မဝဲခြင်းနေကြအဝေးရောက်မှမခေါ်နဲ့ပြန်မလာတော့ဘူးဟာကျုပ်အဲ့ဒီကောင်ပဲခေါ်ဝယ်နေရတယ်အဲ့ဒီကောင်ရိုးဆိုကြည့်ပါလားတံမြာကြီးတစ်လုံးငါးပြားဆယ်ပြားကိုသုံးလုံးဝဲခြင်းဝဲလိုက်မဝဲခြင်းနေကြအဝေးရောက်မှမခေါ်နဲ့ပြန်မလာတော့ဘူးဘယ်နဲ့လုပ်လဲခွေးသားရောင်းတာတံမြာကြီးအတန်းကချင်းစုပ်နဲ့ပါထွက်ရတဲ့ရဆိုဟုတ်လားအဲ့ဒါမျိုးဖြစ်သွားကျွန်တော်တို့ကအဲ့လိုပေါ့အလားပါတာအဲ့ဒါကိုကျွန်တော်တို့ကကြိုက်တယ်ကြိုက်တဲ့ခါကျတော့ကျွန်တော်အလားပါပိုင်းကိုကျွန်တော်ဘယ်လောက်ကြိုက်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ထည့်ပြောခြင်းလို့ပါကျွန်တော်လူတွေမှာအလားပါအခမ်းသာဆုံးဆိုတာကျွန်တော်အဲ့ဒါပြောတာလူတွေမှာမိန်းကလေးတယောက်လှတယ်ဘယ်တော့လှလားသေသူအောင်လှလားဟုတ်လားခုနကတရားသဘောနဲ့ကြည့်လိုက်လို့ရှင်ဘာသွားဖြစ်မလဲပထဝီတေသောအာဘောဝါယောဝိနာကဏ္ဍရတ္တဩဇာထက်ကလေးရှိပါဓာတ်ကြီး၄ပါးဘာမှဟုတ်လားအဲ့ဒီလိုကြည့်လို့ရလားကျွန်တော်လှတဲ့ဥစ္စာကြည့်ကိုကြည့်နေတာကျွန်တော်တို့ကိုယ်တိုင်ကဖြစ်နေတာအဲ့ဒါကြောင့်မို့လို့ဒီခုနကာမဂုဏ်ပေါ့နောက်ဖွဲ့ခြင်းကာမဂုဏအဲ့ကာမရဲ့နောက်ဖွဲ့ခြင်းကာမဂုဏ်၅ပါးဟုတ်လားအဲ့ကာမဂုဏ်၅ပါးကကျွတ်တို့နောက်ဖွဲ့ပြီးတော့ညာမြင်နာကြတာမွေးတာအတွေ့အထိရတာခင်မောင်ရင်ဆိုတဲ့ဒေါသကြီးဆိုရှင်းနေရတယ်မြင်နာရဲ့ကြားတာရဲ့မွေးတာရဲ့ရတာရဲ့ဟောမြင်နာရဲ့ကြားတာရဲ့မွေးတာရဲ့ရတာရဲ့အတွေ့ယူဟုသမျှရှောင်းငါရှာမယ်တခုလည်းပင်တောထွက်သွားမယ်ဒေါသကြီးပေါ့ကွယ်ဩငါကူအာယုံတွေပဲကာမဂုဏ်ညုတ်ကွင်းလူကင်းအောင်ကျွန်တော်ယုံတော့မယ်ဆိုတော့အဓိပ္ပာယ်ရှိတာမယုံနိုင်ဘူးဒါပါဇက်ကသာဆိုးနာဟုတ်လားမိတ်ကလေးမင်းသမီးလှတယ်ပါညအမလေးနှမလေးမျက်နှာဘလောက်ပဲဖြစ်နေထမီးရဲ့အတွင်းကြည့်လိုက်ပြန်တော့သေးရရဲ့နဲ့ဥသိဟောထမီးရဲ့အတွင်းကြည့်လိုက်ပြန်တော့သေးရရဲ့နဲ့ဥသိဒီသာလောမခြေသီးရစလက်သီးရစမျက်ချီရပွားတဲ့ဟေးတကမာလေးရဲ့ယွန်စရာထွင်ပါဇက်ကသာပြောတယ်တကယ်ကြတော့မယုံနိုင်ဘူးအဲ့ဒီကုန်းကပြောတဲ့ကာမဂုဏ်ကိုမီးပြီးတော့မှကျွန်တော်အလှအပကိုဖွဲ့ကြရတာအလှအပလုပ်ရတာအဲ့ဒီကနေကြတော့နောက်ကြတော့ဖြစ်လာတော့ဇလန်းဆိုတာဖြစ်လာအဲ့ဇလန်းကြီးဖြစ်လာပြန်တော့ယတ္တဆိုတာပေါ်လာပြန်ရောအဲ့ဒါပဲအဲ့ယတ္တဆိုတဲ့ဥစ္စာလည်းတော်တော်ကြွားကြတဲ့ကိစ္စကျွန်တော်တို့ကဥပမာဆိုတော့ခင်ဗျားတို့ခုကိုရီးယားကားတွေကြည့်တယ်အဲ့ပိတ်ကားပေါ်သို့မဟုတ်လို့ရှိရင်ဒီ screen ပေါ်လို့မျက်နှာပြင်ပေါ်ပေါ့ TV မျက်နှာပြင်ပေါ်မှာအယုတ်တွေကျွန်တော်ညာတိုင်းကျွန်တော်တို့အိမ်နဲ့ဒီလိုပဲအိမ်သားလည်းပဲအကုန်လုံးဒီကားပဲချိပါတော့ချိစီရဆိုတာပေါ့ဆိုတာမသိဘူးအဲ့ဒါကြီးရှောက်ကြည့်ကျွန်တော်ခင်ဗျားတို့အဲ့ဒါပြန်ပြီးသိချစဉ်းစားပြီးဖြေးယူတာခင်ဗျားတို့အဲ့ဒါတကယ်ဖြစ်နေတာဆိုယုံသလားတကယ်ဖြစ်နေတယ်လို့ယုံသလားမယုံဘူးမယုံရင်ဘာကြောင့်မျက်ရည်လဲဟောယုံလို့ဟာဒုက္ခရောက်တယ်ကျတော့နှလုံးတစ်ပိုက်နဲ့ကတ်ရှုပ်နေတာဟာဒီကြောင်ကိုခါနေရတာအဲ့ဒါတွေက
မှာဆိုတော့ပွဲထဲမှာကြည့်တယ်မင်းသားနဲ့မင်းသမီးပေါ့မင်းသမီးကသေနေတယ်တကယ်သေတယ်လို့ယုံလားဘယ်ယုံလိုက်မလဲကလကာချထတော့မယ်ကိစ္စကိုဒီတိုင်းပြက်လက်လှမ်းနေတာအသက်လေးရှူနေတာမင်းသားလုပ်တဲ့သူကလက်ထဲမှာပလတ်စတစ်ကလေးရုပ်ကလေးကိုပွေ့လိုက်လို့အဲ့ဒါကလေးအစ်စ်လားမဟုတ်မှန်းသိတာဦးအဲ့ဒီကလေးကငိုတာလားဟုတ်နောက်ကနေအော်ပေးနေတာကလေးကနောက်ကဒါသိတယ်ပြောင်းမယ်ခပ်ပြောင်ကြီးဖြစ်နေတာကျွန်တော်အဲ့မှာမင်းသားစပင်းလေးဖာရချလိုက်လို့ကလေးလေးကိုလက်ထက်ပွေ့လို့ဦးအမလေးတာရဲ့ချူစာရောထင်းနှခမ်းလေးတပြင်းမင်းနဲ့အမလေးမစင်္ဂါကြီးမင်းရစလာကြီးလားဒုသွားဖတ်တော့ကိုပြစ်သွားပြီလားအမလေးမစင်္ဂါရဲ့တာရဲ့တိတ်ပါအမလေးတာမင်းအမေစကဝါနှငုံကမင်းအမေစကဝါနှငုံကငဖျားဆုံးချုံမထွက်တာကြောင့်ငိုကြမောင်ကဲအမလေးငိုကြမောင်ကဲအမလေးမစင်္ဂါကြီးဒုသွားဖတ်နေအောင်ထားကြည့်ပါဦးလားမစင်္ဂါရဲ့ဟာနောက်ကကြောင်ကနဲ့မျက်ရည်လဲနေရငိုချင်းကြတော့ယုံလားမယုံရင်ဘာလို့မျက်ရည်လဲတော့ယုံလို့ရုပ်ရှင်များသွားကြည့်တဲ့ဥစ္စာများဟိုဒီမော်လမြိုင်ကအဲ့တော့ကျွန်တော်မော်လမြိုင်ကောလိပ်မှာလုပ်နေတော့ပေါ့အဲ့ဒါတခါကြတော့ဒီအဲ့ဒီမှာဒီကတရားတွေပါဒီမှာပြီးကျွန်တော်တို့ကဒီဘာနဲ့သွားတော့ဂရုသင်္ဘောလေးနဲ့သွားရတယ်မုတ်တမောက်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့မိသားစီရတာအဲ့မှာသွားတော့အဲ့ဟောမှာမတော်ပေါ်မှာပဲအဲ့လက်ဖေးဆိုင်ကနောက်မီးပဲမှာလက်ဖေးဆိုင်တွေကရှိတာဟုတ်ဒီမောနောက်ပြီးအဲ့မှာလက်ဖေးဆိုင်သွားတော့ဘယ်သူနဲ့တွေ့သွားလဲဆိုတော့ဖိုးပါကြီးနဲ့တွေ့ကျွန်တော်ဖိုးပါကြီးနဲ့ကျွန်တော်လည်းမသိပါဘူးလက်ဖေးဆိုင်ကနေပြီးတော့ဆရာပါကြီးဘယ်လာတော့ကိုပါကြီးဆိုတဲ့ခါကျမော်လမြိုင်ကတကယ်ကြီးနဲ့ပြောညာပြောပြီးတော့အဲ့မှာကျွန်တော်တခေါမဲ့လိုက်တယ်ကိုပါကြီးကျွန်တော်ခင်ဗျမေးအောင်ဗျာခင်ဗျဖိုးပြုံးချို့လို့ကာမျိုးထပ်ပြီးရိုက်နိုင်အောင်မလားမရိုက်နိုင်တော့ဘူးတက်တယ်လို့ကျုပ်လုံးလိုက်မှာပေါ့အဲ့ဖိုးပြုံးကျော်ပြောမနေနဲ့တော့တိတ်ကောင်းတာဗျာဟာနေ့လေကြောင်တော်ကြီးမှာမိမတွေမျက်ရည်သုတ်ပြီးထွက်ရတာအဲ့ကာပဲတဲ့တကယ်ကိုလေကောင်းလက်တကယ်ကောင်းတဲ့ကာပါအဲ့ဖိုးပြုံးချို့ဆိုတဲ့ကာဖိုးပါကြီးကလည်းတိတ်ကောင်းတာအမူအရာအဲ့ချက်မှာနောက်ဆုံးပိတ်ပြီးတဲ့ပိတ်ကြတော့မှာအဲ့အလွန်စမ်းတဲ့သူသေးတဲ့ခန်းနဲ့တိမ့်သွားတာတိမ့်သွားတဲ့ခါဆိုတော့မိမတွေဆိုတာမျက်ရည်တရွှေရွှေနဲ့ဖြစ်တာမျက်လေကြီးရုပ်ရှိကြည့်ပြီးတော့လေးလည်းပဲဖြစ်တဲ့ခါကျမျက်ရည်တုတ်ခဲတယ်တကယ်ပြောတာဖိုးပါရွာတာပေါ့အမှန်ပဲကျွန်တော်အဲ့ဒါတွေပြန်စဉ်းစားတယ်စဉ်းစားတော့ယုံလားတကယ်ဖြစ်တယ်လို့ယုံလားမယုံဘူးမယုံရင်ဘာကြောင့်မျက်ရည်ကျလဲယုံလို့ဆိုတာပေါ်လာအဲ့ဒီမှာကျွန်တော်ပြောချင်တာကျွန်တော်ကလေးတွေကိုကျွန်တော်ပြောသလိုပဲပြောမှာယတ္တတင်ပေးတာပေါ့သူတို့အဲ့ယတ္တဆိုတာအဲ့ဒါပဲတကယ်အပြင်မှာလူသိရင်မင်းတို့ငိုချင်းငိုမယ်လို့ဒါမဲ့အဲ့ဒီငိုရတာကိုနှစ်သက်သလားလို့ဘယ်နှစ်သက်မလဲမင်းအဖေသိလို့ငိုတယ်အမေသိလို့ငိုတယ်မင်းတကယ်ချင်းတယောက်သိလို့ငိုတယ်ဆိုတော့မင်းငိုတဲ့အခါကျတော့မင်းမျက်ရည်ကျကြည့်ကြမှာပေါ့လို့မင်းတကယ်ချင်းတယောက်သေးသွားတယ်လို့သူ့အမေငိုတဲ့အခါကျတော့တကယ်ချင်းမို့ချစ်တာတေဖို့သူ့အမေသနာလာပြောတယ်မျက်ရည်ကျတယ်မျက်ရည်ကျတယ်မကြောက်ဘူးလားကြားတာပေါ့ဆရာတဲ့ကြားတယ်အဲ့ဒီမှာခုနကမင်းအဲ့ဒီမျက်ရည်ကျတာနှစ်သက်တဲ့ဘောပါလားသိရေးကြည့်ဒီစကားတလုံးဟာအဲ့ဒီမျက်ရည်ကျတာနှစ်သက်တဲ့ဘောပါလားဟာဘယ်ပါလိမ့်မယ်ဆရာဝင်းနေဆရာကြီးတွေရုပ်ရှင်ကြည့်ပြီးတော့မျက်ရည်ကျတာကြတော့အဲ့ဒါကြနှစ်သက်တဲ့ဘောပါအဲ့ဒါယတ္တပဲနှစ်သက်ခြင်းတွေကဖြစ်တော့ဝေဒနာထိတ်သွားတယ်လန့်သွားတယ်လန့်သွားပြီးအဲ့လန့်သွားတာကိုနှစ်သက်သွားတယ်ကျွန်တော်ပါအငယ်ဆုံးကခုတော့ကြီးပါပြီလေစင်ကာပူရောက်အောင်မိမတွေကြီးတွေပါလိရနေကျွန်တော်ဖုန်းမှာအဲ့ဒီကောင်ကျွန်တော်ငယ်ငယ်တုန်းကရုပ်ရှင်သွားကြည့်တော့ကျွန်တော်စတန့်ကားပဲဗျအိန္ဒိကဘာကားမှတော့ရင်ကတော့မှတ်ပြီခုတော့မေးသွားတယ်အဲ့လိုဒီကောင်ကဒီဘောင်မော်တင်းထားလို့လည်းမရဘူးကျွန်တော်ပွေထားတယ်သူ့ကိုတခုံနဲ့ထားလို့ရှိနေပဲတခုံဝယ်လို့ရှိနေပဲသူကမမြင်ရဘူးမမြင်ရကျွန်တော်ပေါင်မော်တင်းကြည့်ရတယ်ပေါင်မော်တင်းကြည့်တော့ကလဟိုင်းကိုသူကလည်းတွိုင်းသွားရှော့သွားလိုက်ပြန်တင်လိုက်ရှော့သွားလိုက်ပြန်တင်လိုက်အဲ့လိုလုပ်ရတော့ဗျာ
တဲ့ခါကျအဲ့ထက်မှာပဲထိတ်ရင်ပိုးပဲလေတစ်နှက်ပြစ်တဲ့ခါမှာကောင်းဝိုင်ကားတစ်ခုပဲကျွန်တော်မှတ်မိတာတော်တော်ကောင်းပါလေကားကျွန်တော်အဲ့ဒီလုံနေကနေပြီးတော့အဲ့သူ့ကိုပွေပြီးဆွဲတယ်လိုက်တော့အဲ့ဒီကောင်းဝိုင်ကားနောက်ဆုံးအခါမှာဒီကောင်ရင်မကုတ်ကိုကျွန်တော်အမှတ်မထင်ကြလိမ့်မယ်ဒိတိနဲ့ဖြစ်နေထိတ်နေတာဟာဒီကောင်ဒိတိပါလားဆိုဒါနဲ့ကျွန်တော်မတင်ကားလို့ကိုယ်ရင်မကိုဆိုင်တော့ကိုလည်းဒိတိဖြစ်နေပါလေကိုရီးယားကားတယ်မိန်းကလေးတွေသိဆွဲတာအဲ့အခွေဝဲပြီးတော့မှအိမ်မှာထားပြီးပြန်ထပ်ကြည့်ရတယ်ကြိုက်လုံးလုံးပွင့်ဘာကြောင့်ကြိုက်လဲခုနကပြောတယ်ဂဲမဟုတ်မှသိရပြီမဲ့လို့မြစ်တဲ့နေတဲ့သဘောအဲ့ဒါယတ္တပဲအဲ့ဒီခုနကပြောတယ်ယတ္တဆိုတဲ့ကိစ္စအဲ့ဒီယတ္တပေါ်ကြတဲ့ခါကျတော့ဝိတုတွေဆင်းတယ်ဝိတုရေးတယ်ဝိတုပတ်တယ်စာဖတ်တယ်ဆိုမဲ့လို့ခမရစာအုပ်မမြင်ဘူးနော်ခမရစာအုပ်မမြင်ဘူးစာပြောက်နေတယ်ဥမာခင်ကြော့သည်ထိုးချင်းလိုက်ပဲပသိလီနဲ့ထွက်လာသည်လက်ဖေကသူ့ကိုလှမ်းလို့မြင်လိုက်တယ်ဟုတ်လားအဲ့ဒါလက်ဖေကိုမြင်နေတယ်ခင်ကြော့ကိုမြင်နေတယ်စာကိုပြောက်နေခင်ဗျကျွန်တော်အောင်ဖို့တော်ကောင်းတာရုပ်ရှင်ကြည့်တာမှအယုတ်မြင်ရသေးတယ်ဟိုစာဖတ်တဲ့ဥစ္စာကျဘာမှမမြင်ရတာမဟုတ်စာလုံးပဲမြင်ရတာဒါမှစိတ်မျက်စိနဲ့ကြည့်နေသူကအဲ့ဒီယတ္တကိုခံမှုဒီဘလို့အတွက်ကဇလန်းဖာအဲ့ဒီဇလန်းဆိုတာဘာလဲဆိုတဲ့ခါကျတော့ဇလန်းဆိုတာပြန်စဉ်းစားကြည့်တဲ့ခါကျတော့ဘာမှသိမှုပြဒီမှာဇလန်းကိုသွင်းမဲ့တယ်ဆိုတဲ့ဥစ္စာကမချစ်မရဲဖြစ်လာလေအဲ့ဇလန်းကိုကြိုက်လေဒီပဲအဲ့မချစ်မရဲဖြစ်လာအောင်ဘာလဲလုပ်ရလဲဆိုတော့အားပြိုင်မှုထားပြရတယ်ဇာလိုက်မင်းသားနဲ့မင်းသမီးနဲ့ကြိုက်တယ်မကြိုက်ဘူးဆိုတာမျိုးတွေဟုတ်လားခုနကဇာလိုက်မင်းသားနဲ့လူဆိုးနဲ့လူချမ်းနဲ့ပေါ့ဗီလိန်ပေါ့သူနဲ့နှစ်ယောက်ပေါင်းပြီးပြိုင်ပြီးပိုးတဲ့အခါမှာတယောက်ကိုတယောက်အကောက်ကျန်တာတွေထိုးမဲ့တမ်းမဲ့ဖြစ်တာတိုက်တခါခိုက်တာတွေအဲ့ဒါဖြစ်သွားတယ်ဆိုတာအဲ့ဒီလိုဖြစ်လာမှသူကကြိုက်တာအဲ့အတိုက်ခါမှာပါလို့ရှိရင်အားပြိုင်မှုမပါရင်ဇာလန်းမကောင်းတော့ဘူးဥမာလက်ဖိနဲ့မျက်မေဆိုတော့လက်ဖိကမျက်မေကိုမုံဝဲမြဲလေးတစ်ချက်ကြည့်လိုက်ပြီထို့နောက်မုံဝဲမြဲလေးတိုင်းနဲ့မမျက်မေကျွန်တော်ခမည်းကိုချစ်နေပြီ။ဩကိုရပြီကျွန်မကလည်းရှင်းပြောဆောင်တာဒါဖြစ်သူယူရလို့လားကောင်းတာပဲယူရလို့ဒီလိုနဲ့လှပ်ဖိနဲ့မျက်မေတို့ညာသွားလိမ့်ဆိုဖာတော့ကဒီဝိထုဟာဘယ်သူမှမကြိုက်ဘူး။ဘာကြောင့်လဲဆိုတော့သူအားပြိုင်မှုမပါဘူး။လှပ်ဖိကမျက်မေကိုမွေးမင်းကြည့်လိုက်ပြီ။မမျက်မေကျွန်တော်ခမည်းကိုချစ်နေခန်းလောင်ဆောင်မျက်နှာမျိုးနဲ့မျက်မေရလှည့်ကြတယ်ရှင်ကကျမကိုချစ်တယ်ဟာလားရှင်ကိုအမေယုံနဲ့ဟင်းအိုးမအာမနာလို့ပြောရင်ရှင်စိတ်ဆိုးလိမ့်မယ်နော်မမျက်မေဒီလောက်တော့မပြောသင့်ပါဘူးဒါဆိုနည်းနည်းစိတ်ဝင်စားတာထို့နောက်ကောင်းပါပြီမမျက်မေမာနာကိုကျွန်တော်နားလဲပါပြီတစ်ဖက်လှည့်သွားလိုက်ခြေလမ်းသုံးလေးလမ်းလှမ်းပြီးတော့မှလက်ဖေးကစက်ခနဲ့လှည့်မမျက်မေခမရဲ့မာနာကိုကျွန်တော်သိပါပြီကောင်းပါပြီကျွန်တော်နားလဲပါပြီကျွန်တော်စိတ်ကိုလည်းဆုံးပြပြပါပြီမမျက်မေကိုကျွန်တော်ချီးမဆိုတော့ပါလက်ထွက်သွားပြီးတော့မှဒီကောင်ကတိတ်ကြိုးစားတယ်ကြိုးစားလို့မလို့တခါတည်းဆယ်တန်းတွေပါဒီမှာဂုံလူတွေပါနေအောင်ပြီးတော့မှရှားဝင်တွေပါဖြစ်ပြီးတော့နောက်ဆုံးမိမနိုင်ငံညာတွေပါတော့သွားပါနိုင်ငံညာဘွဲတွေပါပြန်လာတယ်အဲ့ပြန်လာတဲ့ခါကျတော့မှဥမာဆိုတော့သူနဲ့တွေ့တဲ့ဥစ္စာမှာမမမေကအမှမထင်နေတာတော့မှသူ့မေကြီးကနေမောင်လာဖေတို့များအန်တီတို့အိမ်တော်မလာတော့လာလာဒီနေ့မှတောင်မင်းမမမေကပြောနေတယ်မင်းကြောင့်ဒါတွေဖြစ်လာအဲ့ဒါဖြစ်လာတယ်ဆိုလည်းမဆိုးဘူးကောင်းပါပြီမမမေခမည်းမာနာကိုကျွန်တော်နားလဲပါလက်ဖေးခြာကနေလှက်ဖြစ်လိုက်ခြေလမ်း၄-၅လောက်ဆမ်းပြီးမှမမမေခမည်းဒီလိုပြောတဲ့အတွက်တနေ့ကျရင်ကျုပ်ချင်မှာဒုတုတ်နေရတယ်ကျုပ်သွားမယ်ဒါပဲခဲ့တော့ဒါဆိုစိတ်သွားတယ်ဒါမှနောက်9ရက်လောက်ရှိတဲ့ခါကျဒီကောင်ကဘုန်းကြီးဝေပြီးပြန်လာတယ်
ဘယ်နဲ့တော့မှန်းများမေးကျုပ်ရှိမှဒုတုတ်နေရပြီမဟုတ်လားအဲဒီကြတော့ဟာသဝတ္ထုဖြစ်သွားတာပေါ့အဲဒီလိုပဲမော်ဝိတ္ထုတွေသုံးဝိတ္ထုတွေလည်းဒီလိုပဲမဖဲဝါဆိုသုံးမကြီးကဝေးမကြီးကဝေးမကြီးနဲ့ဆရာမြင်းနဲ့ရင်ဆိုင်တွေ့တယ်ဆရာမြင်းကပြောလိုက်တယ်မိဖဲဝါနေငါတို့လမ်းကိုမရှုပ်နဲ့နော်နင်းလားနင်းသွားအမလေးဆရာကြီးရဲ့ဘယ်လိုလုပ်မဖဲတော့ဘာလုပ်နိုင်တော့ဆရာမြင်းမျက်နှာပြစ်သွားတယ်ထို့နောက်ဆရာမြင်းအင်းတစ်ချက်ကိုရွက်ပြီးတော့နှုတ်ခမ်းနားနဲ့တစုံတရာရွတ်ပြီးတော့လှမ်းပေါက်လိုက်တယ်မဖဲဝါတဟားရဲ့ဟာဟာဟာညမြဲနေစွန့်တာပဲလားဒီသိဝင်တပိတ်ကိုရဘာလို့အောင်ခလေးကစားဖို့လားဟင်ငမြဲပြန်ဟာနောက်တစ်ချက်ပေါက်လိုက်တယ်မဖဲကအပြုံးမပြည့်ရဲလေးရဲ့နောက်ကြတော့သူ့တို့ရဲ့ကိုလှည့်လိုက်မောင်အေးရှာကြီးဟိုဘက်ကဆေးအိမ်ငါစီပေးလိုက်စမ်းဆေးကိုထွက်တယ်တစုံထုထွက်တယ်ထုတ်ပြီးတော့မဖဲဝါဆိုလှမ်းပြီးတော့ပဇာနာတစ်ခုလုပ်ပြီးတော့မဖဲဝါလှမ်းပေါက်တယ်အုံးဝင်နဲ့မီးပြီးတော့မိတော့ကြီးတောက်ပြီးတော့အကုန်လုံးအားပြပါနောက်ကြတော့မိတော့ကြီးတဲ့မိကိုကြီးကြာသွားကြည့်တော့ဒေါ်ဖဲဝါသွေးတန်ရဲနဲ့လဲနေအဲ့ဒီတော့မှမောင်အေးရမိတယ်ဆရာကြီးခေါင်းကပြလိုက်တာဘာအင်းတို့အင်းမဟုတ်ဘူးကွာအဲ့ဒါလက်ပြဘုံဟုတ်လားအဲ့တော့ဒါမဲ့စိတ်ဝင်စားဖို့ကောင်းတာဘာကြောင့်ဆိုအားပြိုင်မှုကြောင့်စိတ်ဝင်စားတော့ကောင်းတာအဲ့ဒီအားပြိုင်မှုဘာကြောင့်ကျွန်တော်တို့ကြိုက်ကြလဲအဲ့ဒါပြောလို့ကိုမရဘူးဗီဇမွေးရပါစားဒီလို့ထင်တယ်ခလေးပေါက်စားတယ်ဒီအားပြိုင်မှုကိုစကြိုက်တယ်တခုမရရအောင်ဆွဲရလို့ဘာလို့ရလို့ဒါသူအားပြိုင်မှုပဲအဲ့ဒီအားပြိုင်မှုကိုကြိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ခုခေတ်ကြီးမှာအဲဘောလုံးပွဲတွေခေတ်စားနေတာအားပြိုင်တာခင်ဗျာအဲဘောလုံးပွဲကိုသေချာစဉ်းစားကြည့်ရင်တော်တော်ရည်စရာကောင်းတဲ့ပွဲအလုံးလေးတစ်လောက်ကလေးကိုခင်ဗျာဝိုင်းချီတောင်းနဲ့ကန်တာဟိုဘက်ကဂိုးဒီဘက်ကဂိုးထူသူ့အပေါက်ထဲဝင်အောင်အတွက်ကိုယ့်ပေါက်မွေးစီးနဲ့တားတာဒါလုံတာဒါမှကြိုက်မကြိုက်ဘူးလားကြိုက်လို့မို့ဘောလုံးပွဲလောင်းတကားတွေကခဏခဏဖမ်းနေတယ်ခုတည်းထိအဲ့ဘောလုံးနှလုံးသုံးလုံးတစ်လုံးဆိုတယ်အဲ့မှာတစ်လုံးလုံးလောင်းပွဲတွေကခုတည်းထိအစိုးရဖမ်းလို့မဆုံးပဲဖြစ်ရန်ကုန်မှာလည်းဒီတိုင်းပဲအဲ့ဒီဥစ္စာအခုဆိုလို့ရှိရင်ကမ္ဘာဘောလုံးပွဲတွေကိုတခါလဲ TV ကနေပြတယ်ဥစ္စာအဲ့ဒါဆိုဝိုင်းခဲနေတာပဲအဲ့ဒါခမည်းတော်ခင်မလို့ကျိုးတို့ငယ်ငယ်တုန်းကခက်ကြ TV လည်းမရှိဘာမှမရှိဘူးဘောလုံးပွဲဆိုလို့ရှိရင်ကိုကရန်ကုန်ဘောလုံးပွဲသွားကြည့်နေတာပေါ့ဖိုက်ဆိုင်ပေးတာတဲ့လူတိုးတာကိုတိတ်မတိုးနိုင်ဘူးသွားလည်းမကြည့်နိုင်တော့ရေဒီယိုနားထောင်ရတယ်ကျွန်တော်မှတ်မိသေးတယ်ကျွန်တော်မကွေးတိုင်းပေါ့တောင်နှင်းကြီးရဆိုမကွေးတိုင်းနဲ့ပဲခူးနဲ့ဖိုင်နဲ့ချရတော့မယ်အောက်ပိုင်းရောက်တဲ့ခါကျမသွားကြည့်ရတာကိုယ့်အိတ်ကိုတယောက်တည်းရေဒီယိုလည်းရှိတာကိုယ့်အိတ်ဒါမှတယောက်တည်းနားထောင်နေတော့ပြင်းစရာကောင်းတယ်အဲ့တော့ဘာလုပ်လဲကျွန်တော်သွားတယ်လက်ဖေးဆိုင်ဆေးလေးတူလေးတူနဲ့ဓမ္မကြီးကလေးကန်ပြီးတော့ဆေးလေးတစ်ပွားနဲ့လက်ဖေးတော့တစ်ခွက်မှတောက်တော့မဟုတ်အဲ့ဒီနေရနေထိုင်တောက်ပြီးတော့အဲ့ဘောလုံးပွဲနားထောင်ရဘာနားထောင်ဘာထုလို့လဲတော်တာရှိမှာခင်ဗျာဒီနေ့ဆိုလို့ရှိရင်မကွေးတိုင်းနဲ့ပဲခူးတိုင်းတို့အပြိုင်ဆိုင်အကြည့်ကျရှင်ကြရမယ်ပွဲပေါ့ခင်ဗျာပွဲရလေအင်မတန်ကောင်းတော့မိုးကလည်းမရွာပဲနဲ့မိုးလေးကလည်းအုပ်လို့ငိုလည်းမရွာပဲနဲ့ဆိုတော့အလုံးရာသီဥတုလည်းအားကစားမှများအကြိုက်ပေါ့ခင်ဗျာကျွန်တော်အခုဆိုလို့ရှိရင်အထူးတန်းပဲမှာဆိုလို့ရှိရင်လူတွေကိုပြည့်ညတ်နေတာပဲခင်ဗျာဘုန်းတော်ကြီးများတော့လာအားပေးရတယ်ဘုဆိုရင်ကျွန်တော်ပွဲစားဖို့ချိန်နီးပြီကိုတော့ဒိုင်လူကြီးဥလာမောင်ငါလည်းပဲဒါကြီးတကြီးကြီးနဲ့ပေါ့ခင်စားတော့မယ်ကျွန်တော်ခုဆိုလို့ရှိရင်ဘောလုံးကိုမကွေးတိုင်းကစကားမယ်ဒါကြောင့်မကွေးတိုင်းရှစ်တန်းအလဲလူတင်ဖေးဘောလုံးလေးကိုခြေထောက်လေးနဲ့တေးပြီးတော့အသာလေးအသင်းဆောက်ဘောလုံးမစပြီခင်ဗျာခုစလိုက်တယ်ဆိုရင်တင်ဖေးနောက်စားပြီးတော့ပြန်ပြီးတော့ပေးတယ်
ပေးလိုက်တဲ့ခါအေးမြင့်ရတဲ့ဥစ္စာယူတဲ့ဥစ္စာရွက်ကဖြစ်တယ်ဘယ်ရောက်ကအေးမြင့်စီပါသွားတယ်ခင်ဗျာအေးမြင့်ကလှမ်းပြီးတော့ပို့တယ်ခင်ဗျာညာတောင်ပန်ကဝင်းဖေးစီပို့တယ်ဆိုဝင်းဖေးလိုက်တယ်ဒါမှခင်ဗျာဘလုံးကနည်းနည်းလွန်တော့များတော့အထူးတန်းရှိနေမှာဘေးထွက်ဘောဖြစ်သွားတယ်ခင်ဗျာအဲ့ဒါကျွန်တော်ဘကိုးကမြောက်အောင်ဘကိုးကစိမ်မောင်းတက်လာတယ်ရှေ့ကိုတဲလက်ပြလှမ်းပြီးတော့ပြစ်ပေးတယ်ရတယ်ပြစ်တယ်ရတယ်ခင်ဗျာဟာတော်တော်ကောင်းတယ်မပြောက်သွားပြီဆွဲလာပြီလှမ်းပြီးတော့ပေးတယ်ဟိုဘက်မှာချီမောက်တင်းမောက်ကြီးရလှမ်းပြီးတော့ပို့တယ်ဂိုးရှိမှပြောင်းလာတယ်ကြည့်လိုက်ရှုပ်ချက်ခံနေတာခင်ဗျာအမလေးရှုပ်ပြီဟာကောင်းလိုက်တာခင်ဗျာဒါမှမကူကဂွေးသမားလည်းတော်တော်ကိုကောင်းပါခင်ဗျာသူကလည်းပေါ်ရင်းနေရတယ်ဂွေးကဂိုးသမားတော့မကူကဂွေးသမားလည်းအဲ့လိုဖြစ်ကုန်တယ်ပြုလို့လည်းဒီအစိတ်ကိုမိရှိပြီးမကြည့်နဲ့ကျွန်တော်ပြောချင်တာအဲ့ဒီအလင်္ကာဆိုတဲ့ကိစ္စခုနအာနိယလည်းရှိတယ်ခုနရသအရေးကောင်းတယ်တဲရောက်တက္ကသိုလ်မှာရှိတဲ့ကောင်မလေးတွေဗာလေးတွေဆိုလို့ရှိရင်နင်းတို့ရသအရေးကောင်းလိုက်သွားကြိုက်မနေနဲ့ဗျာအဲ့ဒါရသငါတက်တဲလုံးလှုပ်စားတာသူများရေးခိုင်းတော့ဘယ်နဲ့လုံလဲဆိုအဲ့ဒါပြောရတယ်ပြီးတော့အလင်္ကာထဲမှာအတန်ထဲတဲ့ခါကျတော့တမျိုးဖြစ်သွားတချင်းဖြစ်သွားရဟုတ်လားဟိုးရှိတုန်းကလည်းအလင်္ကာပဲဒီအတန်ပဲတချင်းပဲဟုတ်လားမမလေးချစ်လိုက်ပါရဲ့အာယုံရွှေမြင့်မိုးတောင်လုံးကိုကွယ်တုံးမှလို့ခုံချစ်တယ်မင်းကိုချစ်လုံးလို့တာရဲ့ဒီချိန်မသွားပါနဲ့ဆိုမဲ့ငါထွက်လာခဲ့ရပြီတာရဲ့ညာကြီးတို့မသွားပါနဲ့ဆိုငါထွက်လာခဲ့ရပြီတာရဲ့လူချစ်စိတ်တွေလူပြစိတ်တွေအပြိုစိတ်တွေမထားပါနဲ့တာရဲ့ဆိုငါမြင့်မိုးတောင်မကကျူးတဲ့မိဘနှစ်ပါးရဲ့စကားကိုတော်လှန်ခဲ့ပြီမိဘနှစ်ပါးကိုငါရွှေမြင့်မိုးတောင်လုံးကိုကွယ်တုံးမှလို့ခုံတုံးမှပြီးတော့ငါကြော်လာခဲ့ပြီကောင်းလိုက်တယ်လေကပြန်ပြီးစဉ်းစားကြည့်လေရွှေမြင့်မိုးတောင်လုံးကိုတုံးမှလို့ခုံတဲ့ဟုတ်လားအဲ့ဒီလိုဟာမျိုးတွေကဒီကနေ့အထိအောင်သချင်းတွေမှာပါနေတာပဲဟုတ်လားအဲ့လင်္ကာကြီးပါလားအဲ့ဒီလိုအလင်္ကာကြီးပါတဲ့ဆက်မှာပါအဲ့ဒီလိုချစ်တဲ့ကြောင့်အလင်္ကာလည်းပါတာပဲဟုတ်လားအဲကျွန်တော်တကယ်ချင်းမှာမြတ်လေးကြီးဖိုးမြတ်လို့ခေါ်တယ်မြတ်တတ်တဲ့ကျွန်တော်ကဖိုးမြတ်လို့ခေါ်လို့ရှိတယ်အဲမြတ်လေးတိတ်ကောင်းတယ်တချင်းဆိုလည်းကောင်းတယ်တချင်းအရေးလည်းကောင်းတယ်အဲဒီမှာဆိုရပါလို့ချစ်တဲ့သူကကောင်မလေးကသူ့ကိုပြစ်သွားတော့ဘာဖြစ်သူပြစ်သွားကိုထားလိုက်ပါလေမဟုတ်ဘူးသူဆွေးပြီးကြရင်ဒုက္ခရောက်ကြရင်တိတ်စိတ်ထိခိုက်သွားစိတ်ထိခိုက်သွားတဲ့ခါကျဘာလို့လဲဆိုအရက်တောက်ပေါ့ကွာဆိုတောက်လေပြီးတော့မူးလဲလိုက်ပေါ့ဘာဖြစ်တော့သူကဖုန်းမြတ်လေးကအဲ့လိုမလို့အဲ့အရက်တောက်တာကိုပဲတခါသူဂီတတောင်ဝင်လာအောင်တချင်းနဲ့တောက်တာသူကဟာတိုက်လူကြီးချင်းမြန်လောကကြီးဘောင်းမြန်ဟာတိုက်လူကြီးချင်းမြန်လောကကြီးပြောင်းမြန်အချစ်လူကငွေနဲ့ဆက်ဆံပိတ်တန်းတောင်းတန်းတင်တောင်းဗျာမအချစ်ကြီးချစ်မထင်ကြဗျာခေကြီးကိုကမကောင်းမြန်ပြောင်းတီပြောင်းဆန်းမေတ္တာကအောက်ဝဲငွေကထရန်ဆွေရဆက်ကြဗျာတဏကြည်ကိုမှဆွေမျိုးဆက်ချင်မြန်လာရေးကိုမှနေတမျိုးပတ်ထင်မြန်ခါခွေးလေးဆိုတာတောင်းပြောင်းမြန်လို့ပြီးတော့တဝေထိုးဖတ်ချင်တဲ့ခေတ်ကဖောက်ပြန်စနစ်ကဖောက်ပြန်အချစ်ကဖောက်ပြန်အဲ့ဒီမနချောင်းရဲ့မူဝိစာပေါက်လို့မူးနေတာပဲအကောင်းဆုံးဒီဖေကျန်းစိတ်ညစ်လဲသားဟာလို့လာခါတယ်အဲ့ဒါကျွန်တော်သူ့ရှိတယ်လဲဆိုတာသူကအောက်ကအတူတူသွားဟောတာအဲ့ဒါတွေထည့်ပြောယူပါတာခမရဗျာတဲ့ခန်းနေရတယ်စိတ်လည်းမဆိုးပါဘူးစိတ်တော့မဆိုးပါဘူးသဘောသိကောင်းတယ်သူကပြောတာသူအရက်မတော့ဘူးနော်ကျုပ်နဲ့မြတ်တန်းတဲ့ငါမှာကွီစီလေးပါလေဘီယာလေးတောက်သေးတာသူအရက်မတော့ဘူးလူကတမျိုးထူးရတယ်ကြက်တိုက်တာကြတော့တိုက်သွားမှမင်းနေအဲ့မြို့တမျိုးရောက်သွားဆိုကြက်ကောင်းတဲ့အနေနဲ့သွားရှာတာပဲအဲ့မှာပျောက်သွားပြီမနေ့စောကြီးဘယ်ပျောက်သွားမှမသိဘူးညစာပေဟောပြောကနေညမှာပြောင်းလာဘာသွားလို့ဆိုကြက်ပွဲသွားတာတကယ်
တဲ့ခနဲ့တော့ထားပါတော့ပြောချင်တာကအဲ့ဒီစိတ်ငြိမ်လဲတော့စိတ်ပျော်လဲတော့ပေါက်လို့ပေါက်တယ်လို့လမ်းတော့ထင်လို့တော့နေနေတော့နေနေမှုများများတော့များများမှုစူဟောမပြင်းထန်ရမ်အလားဖျားမလေးလူရဖဲလူရဖမ်းကာပြားမလေးညိုပြညက်ကိုရရမ်ဟာအဲ့ဒီဥစ္စာနဲ့တင်ဘယ်နဲ့ဆိုလူငယ်တွေကတချို့စိတ်ညစ်ရင်အရဲတော့အောင်မဆောင်မျိုးလို့ဒီတချင်းတွေပါလေဇက်လန်းတွေနဲ့ရတ္တာတွေနဲ့အလင်္ကာတွေနဲ့တွေးဆောင်တာအများကြီးပါတယ်ပြောချင်တာအဲ့တော့အလင်္ကာတို့ဘာလို့ဆိုတဲ့ဥစ္စာဟာနိုင်ငံရေးမှာလည်းပါတယ်ဖះရှိခိုးမှာလည်းပါလာတယ်နေရာကမှပါလာတော့စိတ်ညစ်လူပုံကြီးတော့မတူဘူးပေါ့ဥပမာဆိုတော့ကျွန်တော်ပါဠိဂါထာလေးဒီတော်ကျွန်တော်မှတ်ထားတာလေးရှိတယ်ကြိုက်လုံးမှာတခုဆိုလို့ရှိရင်အဲ့ဒါအလင်္ကာနိဗ္ဗိယထဲမှာပါရောတွင်းဖို့လိုက်ပြန်ထားတဲ့ထဲမှာကျွန်တော်အဲ့ဒါလေးဖတ်ပြီးတော့သဘောကျလုံးတော့သူကမတုတ္တတာတကုံလို့ခေါ်တယ်မတုဆိုတာခြုံမြိတ်တာမတုတ္တတာကုံဆိုတာရွတ်လို့ဆိုလို့ခြုံတာရှာတွေ့တာကတွင်းတွေ့အဲ့ဒါကိုမတုတ္တတာကုံလို့ခေါ်တာအဲ့တော့သူကဘာလဲဆိုတော့တန်တုကအလင်ကအတန်တူလာလေးကပ်ပြီးရွတ်လို့ဆိုလို့တော့လှုပ်သွားတာမျိုးဥပမာဆိုတော့မုနိဒမန္တဟာတတိမုနိဒမန္တဟာတတိကုန္ဒတန်တောအဝိပမဒီတန္တမနုဒါဝန္တိဟတန္တသန္တကန္တိယောရွတ်လို့သိကောင်းတာမုနိဒမန္တဟာတတိကုန္ဒတန်တောအဝိပမဒီတန္တမနုဒါဝန္တိဟတန္တသန္တကန္တိယောတဲ့ကုန္ဒတန်တောအဝိပမသင်္ကွေပန်းအစုကြီးတင့်တယ်ရင်းနဲ့တူအောင်တေမုနိနမန္တဟာသာထိုမြတ်စွာဘုရားပြုံးရတော်မူသဖြင့်သာတော်ဆွေရောကထွက်လာတော့ရောင်ကြီးတော်တို့သည်သန္နာကံယောလာရောင်ကြီးတို့ဟတ္တန္တာပြည့်ရဲ့ပြုကုန်လျက်ဒီတန်တန်အယဆေမျက်နာတို့သို့အနုဒါဝံတိပြေးသွားလေကုန်၏မြတ်စွာဘုရားပြုံးတော်မူလိုက်တဲ့အခါမှာတင်းခွေပန်းအစုရဲ့တင့်နေရင်းနဲ့တူးတဲ့သွားတော်ဆွေရောကထွက်လာတဲ့ရောင်ကြီးတော်ဟာလာရောင်ကြီးကိုပြည့်ရပြုတော့အရက်ဆက်မင်းသားကိုပြေးသွားတယ်ကောင်းလိုက်တာအရသာလေးကျွန်တော်ပြောနေတာအဲ့တော့ဖះရှိခိုးတဲ့ဖះကိုကြည်ညိုအောင်လုပ်ထားတယ်အဲ့အလင်္ကာနဲ့လုပ်လို့ရတယ်အဲ့ရက်သားနဲ့သွားလို့ရတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကကလေးမလေးကျွန်တော်ပြောလိုက်သလိုပေါ့နင်တို့ကောင်းလေးကောင်မလေးအဲ့လင်ယူတဲ့ခါကြလို့ရှိရင်ရည်စားစာလေးနဲ့သွားမိနေကောင်မလေးကလာပေးတယ်မိတဲ့ခါကျတကယ်ဆရာပြောလို့ဆိုတာဟုတ်ပါတယ်ကျွန်တော်တို့သိတယ်သို့ကဆရာကျွန်တော်တို့တဲ့ယောက်ျားရွေးရင်ဘယ်လိုဟာရွေးရမလဲအနေကြရွေးပေါ်ဟာလည်းငါပြောမနေနဲ့လို့ဆိုကြဆရာရဲ့ယူပေါ်ဟာဆိုဟုတ်ဘူးဆရာတကယ်မေးတာပါသူမေးတော့မှကျွန်တော်အတန်းနဲ့မှကိုပဲပြောပါတယ်အဲ့ဒါမျိုးပြောလဲပြောရဆိုပါဆိုဒါလူငယ်တွေတက်တဲ့ခုဒီပါပါတဲ့လူငယ်တွေလည်းသိစေချင်လို့ပါသူဘာပြောလိုက်လဲဆိုအဲ့ဒီကောင်လေးတယောက်ကိုနိစိတ်တဲ့သဘောကျပြီဆိုတော့ယူရောပါရောညာနည်းနည်းရှေးဆိုရဲဆိုတော့အဲ့မှာသူ့ကိုယူသိမယူသိနဲ့သိကျင်ရင်လို့အဲ့ဒီကောင်လေးဟာအာလတ်ချိတ်ကိုဘယ်လိုအသုံးချလဲဆိုတာကြည့်လူတယောက်ပါလို့အာလတ်ချိတ်ကိုအသုံးချတာသူ့ဘဝကိုအဆုံးဖြတ်ပေးတယ်အာလတ်ချိတ်ကသူအာလတ်ချိတ်ကြောင်းအားတဲ့အချိန်ကြောင်းပိတ်တဲ့အချိန်အဲ့ဒီအာလတ်တဲ့အချိန်မှာသူဘာလုပ်လဲဖဲရိုက်နေလားညင်းလောင်းနေလားသို့မဟုတ်ဘယ်သွားနေကိုရင်ဒီလျှောက်လဲနေလားသို့မဟုတ်ဒီဟိထားနဲ့လည်းဖိတ်စိမ်မှာအချိန်ကုန်နေလားဂိမ်းဆော့နေလားစရှိတာပြင်ပေါ့လို့အဲ့ဒါကိုကြည့်အဲ့ဒီဥစ္စာသူ့ကိုအဆုံးဖြတ်ပေးမှာပဲနေ့အတွက်လည်းအဆုံးဖြတ်ပေးလိမ့်မယ်ဟုတ်လဲဟုတ်တယ်ကလေးတွေကိုကျွန်တော်ပြောလို့ရှိတယ်အဲ့မှာအဲ့ဒါဒီမှာလည်းပြောရမယ်ဘဝဆိုတာဘာနဲ့ဖွဲ့စည်းထားလဲအချိန်နဲ့ဖွဲ့စည်းထားတာဟုတ်လားငါအသက်85ဆိုတာအသက်85ဆိုတာအချိန်မင်းတဲ့16နှစ်ဆိုတာအဲ့ဒါအချိန်ပဲ16နှစ်ဆိုတာလည်းအချိန်ပဲ50ဆိုတာလည်းအချိန်ပဲ85ဆိုတာလည်းအချိန်ပဲဘဝဆိုတာအချိန်နဲ့ဖွဲ့စည်းထားတာအဲ့တော့အဲ့ဘဝကိုတန်ဖိုးထားရင်အချိန်ကိုတန်ဖိုးထားအချိန်ကိုတန်ဖိုးထားရင်တန်ဖိုးမရှိတဲ့ဘဝဖြစ်သွားပါအဲ့ဒါကြောင့်ကောင်းလေးတွေပါလိဆိုလို့ရှိပြောရတယ်မယ်တော့တနေ့တနေ့မှာအိမ်ပြန်လာတဲ့အချိန်ညနေပိုင်းရောက်တဲ့ခါကြလို့ရှိရင်လို့မိကုန်မဲ့30စက္ကန့်လောက်စဉ်းစားကြည့်30စက္ကန့်တော်ပြီမြန်မာငါဒီနေ့ဘယ်လိုကုန်ခဲ့လဲဘယ်နေရာတွေအချိန်ကုန်ခဲ့လဲငါအချိန်တွေဘယ်လိုသုံးခဲ့လဲငါအတွက်ဘာလို့အကျိုးရှိလဲအဲ့ဒါပြတ်ပြတ်စဉ်းစားကြည့်
အဲ့လိုနေ့စဉ်စဉ်းစားလို့ရှိရင်မင်းကိုမင်းအဲ့ဒီဥစ္စာဟာ check လုပ်တာပြိပေးနေတာပဲတဲ့အဲ့ဒါမဲ့လောကီတတိပဋ္ဌာန်ဆိုတာအဲ့ဒါပဲလောကုတ္တရာနဲ့နိဗ္ဗာန်ကိုကြောက်တော့ငါမသိဘူးမပြောတတ်ဘူးလောကီနဲ့ပတ်သက်ကြီးပွားခြင်းအဲ့ဒါသိရေးကြီးတယ်ပြောတယ်အဲ့လိုပဲကောင်မလေးတွေပဲအဲ့ဒီမဲ့ကောင်မလေးတွေကိုရွေးရလဲကောင်လေးတွေရွေးလို့ရှိရင်ဒီကောင်မလေးကသူကအားလက်ချင်ဒီမှာဘာလုပ်တယ်လဲဘယ်လိုအသုံးချတယ်လဲကောင်လေးကိုကြည့်လဲအဲ့သူအားလက်ချင်ကိုဘယ်လိုအသုံးချတယ်တနေ့တာကိုကြည့်အဲ့ဒါအရေးကြီးလို့မယ်အဲ့ဒါပြောရတယ်အဲ့တော့အဲ့ဒီလိုအသုံးချတာကြည့်လို့ကျွန်တော်ကလည်းခုနယတ္တပါတဲ့ရုပ်ရှင်တွေစာအုပ်တွေအလင်္ကာတွေပတ်ပါဖတ်ပါအရသာခါပါသူ့ပဲခုနကပြောလို့တကယ်ကိုပဂရိကိုသိကြလို့ရှိရင်အလင်္ကာခွာကြည့်ခုနကကောင်မလေးတယောက်ကိုဘလောက်လှနေနေအဲ့အလှကိုခွာကြည့်သူ့အချိန်ကိုပဲသူသုံးလဲကြည့်အဲ့ဒါလိုပဲခုနကအလင်္ကာကိုခွာကြည့်တတ်တဲ့အလေးအကျင့်ယတ္တကိုဖဲပြီးတော့ပဂရိတရားကိုရှာတတ်တဲ့အလေးအကျင့်အဲ့ဒါထားလာလို့ရှိရင်အလုံးကောင်းပါလေဒါကြောင့်မလို့ဒီနေ့ညပြိတ္တကိုပြောချင်တာကကျွန်တော်အလင်္ကာအကြောင်းလည်းပြောခဲ့ပါတယ်ယတ္တအကြောင်းလည်းပြောခဲ့ပါတယ်ဒါပေမဲ့လို့တကယ်ပဂရိတရားကိုရှာကျင်လို့ရှိရင်အဲ့ဒီအလင်္ကာတွေကိုခွာပြီးကြည့်ရတယ်အဲ့လိုခွာပြီးကြည့်ပါနော်မိန်းကလေးတယောက်လှတယ်ဘယ်လောက်ဆိုသိကျင်မနဲ့အိယာရသွားကြည့်ရတယ်ဆိုဘာမှမမြင်သေးမဆင်ရသေးပဂရိပေကိုအလှကိုတွေ့နိုင်တယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့တွေ့တဲ့စာတွေကိုဖတ်ပါကြော်ညာတွေကိုလည်းဖတ်ပါရုပ်ရှင်တွေကိုလည်းကြည့်ပါဒါပေမဲ့လို့အဲ့ဒီယတ္တာတွေအလင်္ကာတွေကိုခွာပြီးတော့ပဂရိတရားကိုရှားပြီးတော့ကြည်ချင်းအဖြစ်လောကမှာလောကီတတိပဋ္ဌာန်ပေါက်ပြီးတော့ကြီးပွားပေါက်မြောက်တဲ့ဇာကားကောင်းတွေမိမိနဲ့တည်းဖြစ်ပါစေလို့ဆုတောင်းရကျွန်တော်ဒီကုန်းချုပ်ပါတယ်